ရားကတခုခုပေးတော့မယ်ဆိုရင်ဖခင်ကအရင်ဆုံးသင်ကိုမြင်စေတယ်မမြင်ဘဲနဲ့သင်ဘယ်တော့မှမရဘူးသင်တခုခုဖခင်ရှင်သင်ကိုပေးတော့မယ်ဆိုရင်အရင်ဆုံးသင်ကိုမြင်စေတဲ့ဖခင်ရှင်ဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်အေဖတ်ဩဝါဒစာခန်းကြီး1မှာရှိတယ်အေဖတ်1:16ကနေကျွန်တော်စပြီးကြည့်ကြရအောင်သင်တို့ကိုအကြောင်းပြု၍ယေရှုတော်ကိုအစင်မပြတ်ချီးမွမ်းလျက်သင်တို့အဖို့လုံးငါဆုတောင်းပတနာပြုလျက်နေသင်တို့ကိုအကြောင်းပြု၍ယေရှုတော်ကိုအစင်မပြတ်ချီးမွမ်းလျက်သင်တို့ဖို့လုံးငါဆုတောင်းပတနာပြုလျက်နေဖခင်ကသင်တို့ကိုပေးချင်တယ်ပေးဖို့လည်းပြင်ဆင်ထားတယ်ဆိုဘာလို့မပေးတာလဲတကယ်လိုချင်မှပေးတယ်နော်ဖခင်မရမှဆိုလို့ပြန်ပြောမယ်ကျွန်တော်ဆူတောင်းတာပဲဆရာမရဘူးလို့ပြောရင်ကျွန်တော်ပြောပြမယ်တင်းရဲ့စာငတ်ချင်းကမပြင်းပြသေးဘူးစာငတ်ချင်းကမပြင်းပြမချင်းတင်းရမှာမဟုတ်ဘူးကျင်းသေးတယ်ဆိုဆူတောင်းချင်းကဘာကိုပြတာလဲဆိုတော့တင်းရဲ့ပြင်းပြတဲ့စာငတ်ချင်းကိုဆူတောင်းချင်းနဲ့ပြတာတင်ဘလောက်ဆာငတ်လဲအဲ့ဒီအရာဆူတောင်းချင်းဖြစ်လာတယ်တင်ဆာငတ်ချင်းရှိဖို့အင်မတန်ရေးကြီးတယ်ဆာငတ်ချင်းပေါ်မှာဖခင်အလုတ်လုတ်တယ်ဖခင်ဆိုတော့ဒီမှာဘာတွေ့ရဆိုတော့ဖခင်သခင်တို့အတွက်ပြင်ဆင်ထားတဲ့အရာရှိတယ်ဆရာကဒီ generation ကိုအရင်ရစေချင်တာကဖခင်ပြင်ဆင်ထားရဲ့သားနဲ့အဲ့ဒီပြင်ဆင်ခြင်းထဲကိုမဝင်စားရတဲ့သူတွေအများကြီးရှိတယ်ဥမာဒီကျမ်းပိုက်ကိုသိတယ်ကျမ်းစာလာဒီနေ့ညီဖျားသခင်ကိုချစ်တော်သူတို့အဖို့အလုံးငါဘာလို့လဲဖျားပြင်ဆင်ထားတဲ့အရာရှိတယ်တဲ့ဖျားခင်ချစ်တော်သူတို့ဖို့လုံးငါဘာလို့လဲဖျားပြင်ဆင်ထားတဲ့အရာရှိတယ်အဲ့ဒီဖျားပြင်ဆင်ထားတဲ့အရာတွေကလူမျက်စိနဲ့မမြင်နိုင်ဘူးတဲ့လူမျက်စိနဲ့နားဖြင့်စိတ်နှလုံးဖြင့်မကြံစီသေးတဲ့ဒီနေ့ညီကိုမောင်မတို့သင်ဘာကိုမြင်ရပြီလဲအဲ့ဒီမြင်တဲ့အတိုင်းသင်ရကိုရတယ်သင်မြင်ရင်သင်ရပြီif you can see the invincible and you can do the impossibleလူတွေမမြင်နိုင်တဲ့အရာကိုသင်ကိုမြင်စေဖို့ဖခင်အလိုတော်ရှိတယ်ဟာလေလုယာဒီလိုမျိုးပြောရအောင်လူတွေမမြင်နိုင်တဲ့အရာလောကသားတွေမမြင်နိုင်တဲ့အရာကိုသင်ကိုမြင်စေဖို့ဖခင်အလိုတော်ရှိတယ် Come on အဲ့ဒီ level တိုးတက်လှမ်းကြောင်း2026မှာလူတွေမမြင်နိုင်တဲ့အရာကိုသင်ကိုမြင်စေဖို့ဖခင်အလိုတော်ရှိတယ်ဒါဆိုသင်ကဘာကြောင့်ဖခင်သင်ကိုမြင်စေချင်တာလဲသင်ကဖခင်သားသမီးဖြစ်နေလို့Hallelujah ဖခင်သားသမီးတွေကိုဖခင်ကသူများမမြင်နိုင်တဲ့အရာကိုမြင်စေခြင်းနေပြီ။ဘာကြောင့်ဆိုသူများမလုံနိုင်တဲ့အရာကိုလုံနိုင်မဲ့သူတွေကသူများမမြင်နိုင်တဲ့အရာကိုမြင်တဲ့သူဟာပဲသူများမလုံနိုင်တဲ့အရာကိုလုံနိုင်တာဖြစ်တယ်။ Come on သူများမလုံနိုင်တဲ့အရာတွေကိုသင်လှုပ်ချင်တယ်ဆိုရင်သူများမမြင်နိုင်တဲ့အရာကိုသင်မြင်နိုင်ဖို့ဖခင်ကအလိုရှိတယ်။ I don't know ဒီ generation ကိုဖျားသခင်ကအမှုတည်ပြုတော့မယ်
မှုသစ်ပြုတော့မယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးညီကိုမောင်တို့ကျွန်တော်ပြောပြမယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုကျွန်တော်ပြောပြမယ်ခုကျွန်တော်ရုပ်ရှင်ပဲကြည့်ခဲ့ဘူးတဲ့ရုပ်ရှင်မာဒဂတ်စကာဆိုတဲ့ရုပ်ရှင်ကိုကျွန်တော်ကြည့်ခဲ့ဘူးတဲ့ကတ်တုံးလည်းရှိတယ်မာဒဂတ်စကာဆိုတဲ့ရုပ်ရှင်အဲ့ဒီမာဒဂတ်စကာကနေကျွန်တော်အခုမတ်လမှာအဲ့ဒီမာဒဂတ်စကာမှာကျွန်တော်သွားတရားဟောရမှာဖြစ်ချင်တော့ကျွန်တော်ခေါ်ဖိတ်တဲ့သူကအဲ့ဒီမာဒဂတ်စကာမှာမာဒဂတ်စကာရဲ့ president နဲ့ very close ဖြစ်နေတယ်သမ္မတနဲ့ very closeဆူတောင်းပေးလို့ရအောင်ကျွန်တော်ပြောပြမယ်မတ်လ6ကနေ10မှာကျွန်တော်ဘရာဇီးမှာတရားဟောပွဲရှိတယ် hallelujah ပြီးတော့ပီရူမှာတရားဟောပွဲကျွန်တော်ရှိတယ် South Africa မှာတရားဟောပွဲရှိတယ်ပြီးတော့Uganda မှာကျွန်တော်ရှိတယ်တောက်လျှောက်ကျွန်တော်ဒီတစ်နှစ်တာလုံးမှာကျွန်တော်တရားဟောပွဲတွေဖြစ်ချင်တော့မြန်မာတရားဟောပွဲတဲ့အင်္ဂလိပ်တရားဟောပွဲကပုံများလာပြီဖြစ်တယ်ကျွန်တော်ပြောခဲ့တဲ့အတိုင်းဆိုတော့ကျွန်တော်ဒါကြွားနေတာမဟုတ်ပဲနဲ့ကျွန်တော်ဘာလို့ဖော်ပြချင်လဲဆိုတော့စားတယ်လို့နောက်တယ်လို့ကျွန်တော်ပြောခဲ့မယ်ကျွန်တော်ယင်ထဲမှာတကယ်ရှိနေတဲ့အရာတွေဒါကျွန်တော်ဘာရှိတာဆိုတော့သိနေတဲ့အရာတစ်ခုကမြန်မာလိုတရားဟောတာထက်ငါအင်္ဂလိပ်လိုတရားဟောတာပုံများလာတော့မယ်ဆိုတာကျွန်တော်သိတဲ့အခါမှာကျွန်တော်အမြဲတမ်းပြောလဲဒီနေ့မှလို့ကျွန်တော်တရားဟောပွဲမှာမြန်မာလိုကြားချင်တာတော့မကြားတော့ဘာညာကျွန်တော်ပြောခဲ့တဲ့အရာတွေအားလုံးအခုတကယ်ကိုဖြစ်လာတယ်ဆိုတော့ဒီ generation ကိုကျွန်တော်ဘာဖြစ်စေချင်လဲဆိုတော့ကျွန်တော်ထက်တာ၍ချီးမြှောက်ခံရတဲ့သူတွေကျွန်တော်အရန်ဖြစ်စေချင်တာအာမင်ကျွန်တော်ထက်တာ၍ဖခင်အသုံးပြုတဲ့သူတွေဖြစ်လာစေချင်တယ်ဒီနေ့မှာနိုင်ငံတော်ရဲ့အကြီးအကဲတွေကခေါ်ဖိတ်ရတဲ့အထိဘုရားရှင်တင့်ကိုဟာလေလုယာနိုင်ငံတော်အကြီးအကဲတွေခေါ်ဖိတ်ပြီးတော့တင့်စီကနေပြီးတော့အကြံဉာဏ်တွေတောင်းရတဲ့သူတွေဖြစ်စေခြင်းနဲ့ဒါကြောင့်စစ်မှန်တဲ့ဘုရားသားသမီးတွေဖြစ်ပါစေစစ်မှန်တဲ့ဘုရားသားသမီးတွေပေါ်ထွက်လာဖို့ဘုရားလိုတော်ရှိတယ်စစ်မှန်တဲ့ဘုရားသားသမီးမှန်ရင်လူမျက်စိနဲ့မမြင်နိုင်တဲ့အရာကိုမြင်နိုင်တဲ့သူတွေဖြစ်ရမယ်လူနားနဲ့မကြားနိုင်တဲ့အရာကိုကြားနိုင်တဲ့သူတွေဖြစ်ရမယ်မှတ်ထားဒါဆိုကျွန်တော်ပြောပါမယ်ယောမဩရစာခန်းကြီး8ထဲမှာပါတဲ့ဟာလာဒီလောကကြီးဘုရားသားသမီးတွေပေါ်ထွန်းခြင်းကိုတောင်းတနေတယ်ဆိုတာဘာကိုပြောနာလဲလောကမမြင်နိုင်တဲ့အရာကိုမြင်နိုင်တဲ့သူတွေကဘာသူတွေလဲဘုရားသားသမီးတွေလောကမကြားနိုင်တဲ့အရာကိုကြားနိုင်တဲ့သူတွေဘာသူတွေလဲဘုရားသားသမီးတွေမတခုတော့ရှိတယ်ညီကိုမောင်မတို့မကြခင်မှာပြည့်ရဆရာချရေးခိုင်းမယ်ပြည့်တခုလည်းရှိတယ်ညီကိုမောင်တို့တခုဖြစ်လာရင်ဟိုလူတယောက်တည်င်းကိုမကောင်းတဲ့တည်င်းကို online မှာလွှင့်လိုက်ပြီးဆိုရင်တင်ကစီရင်တဲ့သူတွေမှာတင်မပါပါစေနဲ့ဆူတောင်းပေးတဲ့သူတွေမှာတင်ပါပါစေအာမင်စီရင်တဲ့သူတွေမှာမပါပါစေနဲ့ဆူတောင်းပေးတဲ့သူတွေမှာတင်ပါပါစေဒါမြန်မာလူမျိုးတွေအတွက်ကျွန်တော်အင်မတန်မှကောင်းကြီးဖြစ်စေခြင်းလို့ကျွန်တော်လုပ်မဲ့အရာတစ်ခုရှိတယ်လူတွေနားလည်နိုင်မှာတော့မဟုတ်ဘူးစက်တင်ဘာလထဲမှာကျွန်တော် GMC conference ကျွန်တော်လုပ်မယ်အဲ့ဒီ conference မှာအင်မတန်မှတင်တို့နားမလည်နိုင်တဲ့ခေါင်းဆောင်တွေပါလာလိမ့်မယ်ကပ္ပရဲ့ခေါင်းဆောင်တွေပါလာလိမ့်မယ်ကပ္ပရဲ့ခေါင်းဆောင်တွေပါလာလိမ့်မယ်ဆရာကြိုပြောထားပြီဒီမှာမလုပ်ဘူးဘန်ကောက်မှာလုပ်မယ်ဆိုတာကဘန်ကောက်မှာလုပ်မယ်ဆိုတာတခြားကြောင့်မဟုတ်ညီကောင်မောင်တို့မြို့ကြီးလည်းဖြစ်တယ်လာတဲ့သူတွေကလည်းတကယ်ကိုဝိညာဉ်မှာ January လာမှာဖြစ်တဲ့အတွက်ကြောင့်ဟောဆရာမချလား January လာမှာဖြစ်တဲ့အတွက်ကြောင့် Hallelujah ကြိုတင်ပြင်ဆင်ကြပါကြိုတင်ပြင်ဆင်ပါမြန်မာလူမျိုးတွေကြိုတင်ပြင်ဆင်တာအရာအားနေတယ်ကပ်ပြီးမှ walking လာလုပ်တဲ့အဖွဲ့တွေရှိတယ်အဲ့လိုမလုပ်နဲ့ကြိုတင်ပြင်ဆင်ထားအာမင်ကြိုတင်ပြင်ဆင်ထားတင်းတွအရန်ရေးကြည့်တယ်ဥပမာဆရာတခုပြောပြမယ်ကြိုက်တာဝေဖန်
ဆရာကတော့ဒီ generation ကောင်းကြီးဖို့ဆရာလုံးမဲ့ရာတခုရှိတယ်အဲ့ဒါဘာလဲသိလားဆရာပြောမယ်မကြမီးကြားလိုက်လားမသိဟေးဆောင်ရဲ့ဖခင်ကြီးဖြစ်တဲ့ Brian ရဲ့ဟာလာလဲပြိုသွားတဲ့အကြောင်းကြားတယ်အမေတင်လို့သိလားမသိဘူးအဲ့ဒီမတိုင်ခင်မှာဩစတြေးလျရဲ့နှိုးထားမှုဆိုတာဘာမှမရှိဘူးဩစတြေးလျဘယ်သူမှဝင်ရမှာထင်လည်းမကြည့်ဘူးအဲ့ဒီဆရာကြီးအပြင်အဲ့ဒီဆရာကြီးတို့ ministry ဟေးဆောင်အပြင်ဩစတြေးလျဆိုတာ conference အကြီးကျယ်ဖြစ်ခဲ့တယ်အဲ့ဒီဟာသူလဲပြီးရောဩစတြေးလျမှာဘာနှိုးထားမှုမှမရှိတော့တေချာနာထောင်ပေးကျွန်တော်ပြောပြမယ် Okay ကျွန်တော်ဆုတောင်းတာကြာပြီသူလဲပြိုတဲ့ကျွန်တော်ဆုတောင်းတာဘာဆုတောင်းတယ်လားကြာပြောနားထောင်သူလဲပြိုသွားတဲ့အချိန်မှာတကယ်ကိုတကဘာလုံးကသူ့ကို judge လုပ်နေချိန်မှာပထမဆုံးသူ့ကိုခေါ်ဖိတ်တာဘာလို့ထင်လဲJoseph Prince ကခေါ်ဖိတ်ပြီးတော့မှဘာလုပ်လဲဆရာဒီ generation ကိုနှလုံးသားကြီးရှယ်ကြီးနှလုံးသားကြီးထည့်ပေးခြင်းတယ် Joseph Prince ကခေါ်ဖိတ်လိုက်တယ် Okay ကြော်ပြန်တေချာနာတော့ Joseph Prince ကခေါ်ဖိတ်တယ်ဒါဆိုရင်ဒီလိုမျိုးပြောလို့ဆိုနေချိန်မှာ तू လဲကျသွားတဲ့ချိန်မှာ तू လိုအကြီးရစင်မရှိတာအကြီးဆုံးပဲကွာခေါ်ဖိတ်တဲ့အခါမှာ तू များဘယ်လောက်ထိခိုက်သွားနိုင်လဲဒါပေမဲ့ဖခင်ကြောင့်ဘာပေါ်ပြသလားဆရာ Joseph Prince ကသူများဘာပြောကျွန်တော်တော့သူ့ကို respect ပေးတယ်ဘာကြောင့်သလားသူအယံမြင်တတ်လို့ကျွန်တော် generation တွေအားလုံးအမှုတော်ဆောင်နေနဲ့လဲပြိုသွားတဲ့သူမဖြစ်ဖို့ကျွန်တော်သူ့ကိုပြန်ခေါ်ဖိတ်မှရမယ်ဆိုတော့ကျွန်တော်သိသွားတာ divine vision ဆိုတာတဲ့လားသူများမမြင်တတ်တောင်မြင်တာကျွန်တော်ခုပြောပြမယ်အဲ့ဒီဆရာကြီးလဲပြိုသွားတဲ့အတိုင်းသင်မလဲပြိုချင်းအဲ့ဒီဆရာကြီးကို honor ပြန်လုပ်ပါဆရာမြင်တယ်ဆရာဆူတောင်းတယ်ဒါပေမဲ့သူလဲပြိုသွားလဲပဲကျွန်တော်အနေထားနဲ့ခေါ်လို့မရဘူးသူတို့အကြီးပဲ still တခုဖြစ်တယ်ဆိုတော့တို့ကမျက်နှာဘာဖြစ်တယ်လဲအဲ့ဒီဆရာကြီးလားဟဲဒါပေမဲ့သူ့အပြင်ဩစတြေးလျတခုလုံးကောင်းကြီးဖြစ်ခဲ့တာဗျအခုသူလည်းရက်သွားတယ်ဘယ်သူမှမလုံနိုင်တော့ဩစတြေးလျပြန်ရက်သွားပြီဒါပေမဲ့ကျွန်တော်ဆူတောင်းခြင်းဟာကျွန်တော်တို့ honor ပြန်လုပ်ခြင်းအပြင်သူ့ကိုတွေ့တာနဲ့ကျွန်တော်ပြန်တော့မှပြန်လုပ်ပါဩစတြေးလျအတွက်ကျွန်တော်ဆူတောင်းပေးမယ်ကျွန်တော် back up လုပ်မယ်သူပြန်လဲပြီးတော့ဩစတြေးလျကိုပြန်လှုပ်ခြင်းအပြင်သူလက်ခံလက်မခံပြန်လှုပ်ခြင်းအပြင်အဲ့ဒီဩစတြေးလျနိုင်ငံပြန်ကောင်းကြီးဖြစ်မယ်ဆိုတော့ကျွန်တော်ဝိညာဉ်ထဲမှာခံစားရတယ်ဒါကျွန်တော်လုပ်ရမယ်ဒါပေမဲ့ကျွန်တော်ဘယ်ကနေဖိတ်ခေါ်မှကျွန်တော်မသိဘူးသူတို့ကလည်း still သူတို့ကြာဆုံးတော့သူတို့အောင်မြင်တဲ့သူတွေပဲ still ဆိုတော့ခေါ်ဖိတ်ရခတ်တယ်ဒါပေမဲ့ဖခင်မဆတယ်ဒီနေ့ကျွန်တော်အဖြေရတယ်စက်တဘာလမှာသူလာမှာဖြစ်တယ်ဆိုတော့ hallelujah စက်တဘာလမှာကျွန်တော် invitation ကို तू accept လုပ်လိုက်ပြီးတော့ तू ရောက်လာမှာဖြစ်တယ် hallelujah လာတော့မှာဖြစ်တယ်ဆက်သူ့ခေါ်ဖိတ်လိုက်ပြီးမြန်မာပြည်သားတွေအတွက်ကောင်းကြီးဖြစ်စေဖို့အထူးအဖြစ်ဆရာဘာပြန်သိရင်မလဲဆိုတော့ तू လှုပ်ဆောင်ခဲ့တဲ့အထက်မှာသူ့ဆရာအကြိုက်ဆုံးက leadership သူ့ရဲ့ leadership ကအရန်ကောင်းခဲ့တယ်ကြိုက်တဲ့လူကရဲ့နော်ကျွန်တော်ပြောကြိုက်တဲ့သူကရဲ့သူ့လိုဘယ်သူမှမလုံနိုင်မဲနဲ့မပြောနဲ့ဆိုကျွန်တော်သိယူမယ်လဲပြိုသွားတဲ့သူဒါမှရှိဆရာပြောပြမယ်တေချာနာထောင်ပေးတို့ generation ကနှလုံးသားကောင်းတဲ့ generation ဖြစ်ရမယ်သူမျိုးစီတဲ့ generation မဖြစ်အောင် Okay ဆရာတို့ပြောပြမယ်ကဘာမှာဟိုးတော့ကဘယင်တစုလို့အောင်မြင်ခဲ့တဲ့ဆရာကြီးတယောက်ရှိတယ်သူ့နာမည်က Jimmy Swaggart အဲ့ဒီဆရာကြီး Jimmy Swaggart အောင်မြင်ခဲ့တော့ကြောက်ဆရာကြီးဒါပေမဲ့အဲ့ဒီ Jimmy Swaggart ကပြစ်ဒဇာမနဲ့မှားယွင်းသွားတယ်လဲကျသွားတယ်လဲပြိုသွားတယ်အဲ့ဒီသတင်းရ hot news နဲ့တကယ် top news America နိုင်ငံတစ်ခုလုံးမှာ Friday မှာပေါ်ထွက်လာတယ်အဲ့ဒီ Sunday မှာဖျားเจ้าနေမြောက်များစွာရှိတဲ့ America ကြီးက
ဖယားကြောင်းတိုင်းကဂျင်မီဆွဲကဆိုဒီလိုလဲပြို့သွားတာဘာညာဂျင်မီဆွဲကရဲ့အနှုတ်လက္ခဏာကြီးပဲပြောနေတဲ့အချိန်မှာပါစတာတယောက်ဒီ generation ကျွန်တော်မွေးထုတ်ချင်တယ်ဗျာအဲ့ဒီပါစတာတယောက်ကစင်ဘောကိုတက်လာပြီးတော့မျက်ရည်နဲ့ come on အဲ့ဒီဆရာကဂျင်မီဆွဲကနဲ့ခင်တော့မခင်ဘူးမျက်ရည်နဲ့ဖယားအရာအသုံးပြုခဲ့တဲ့ညီကိုကြီးတယောက်လဲကျသွားပြီတခြားလူတွေခရိယန်တွေပျော်နေနိုင်တယ်သူ့အကြောင်းပြောပြီးတော့မှဘယ်လိုခေါ်မလဲအားရနေကြတယ်အားပေါင်းအားရတန်နဲ့အားရပါရပြောနေကြတယ်ဒါပေမဲ့ငါအတွက်တော့သူလဲကျသွားတာငါတို့ဖယားနိုင်ငံတော်အတွက်ဆုံးရှုံးခြင်းတစ်ခုပဲ Kingdom mindset now ငါတို့တင်းတော်ကတော့သူများလို့သူ့အကြောင်းထိုင်ပြောတာမဟုတ်ဘဲနဲ့သူ့မိသားစုအတွက်ငါတို့ပြန်ဆုတောင်းပေးမယ်သူပြန်လဲပြီးတော့မှဖယားနိုင်ငံတော်အတွက်ပြန်လဲပြီးတော့မှပြန်လဲဆက်ကတ်တဲ့သူဖြစ်လာစေခြင်းနဲ့သူသားစဉ်မြေးဆက်အမှုတော်ဆောင်နေသူ့ထက်တာ၍ဖယားအတုပ်ပြုတဲ့သူတွေဖြစ်လာစေခြင်းနဲ့မျက်ရည်နဲ့ဆုတောင်းပေးမယ်ဆိုတော့သူတို့ဖယားကြောင့်ဆုတောင်းပေးခဲ့တယ်လူတစ်ထောင်တောင်မပြည့်ဘူးအဲ့တုန်းကမျက်ရည်နဲ့ဆုတောင်းပေးခဲ့တဲ့ဆရာကြီးကအဲ့ဒီနှလုံးသားကောင်းစားခြင်းနဲ့သူများလဲပြိုသွားတာကိုမျက်ရည်နဲ့ပြန်ဆုတောင်းပေးတဲ့နှလုံးသားရှိတဲ့ဆရာကြီးရဲ့နာမည်က John Austin လို့ခေါ်တယ် Hallelujah အဲ့ဒီ John Austin ရဲ့မျက်ရည်နဲ့ဆုတောင်းပေးခဲ့ခြင်းဟာမကြာခင်မှာပဲအဲ့ဒီတစ်ထောင်တောင်မပြည့်တဲ့အသင်းတော်ကနေတဖြည်းဖြည်းဖယားမဆာတော့လူ9000လောက်ရှိတဲ့အသင်းတော်ဖြစ်လာတယ်အခုတော့အားလုံးသိတဲ့အတိုင်းပဲအမေရိကမှာအကြီးဆုံးဖျားเจ้าကိုဥဆောင်နေတဲ့သူကတော့ Joel Austin သူ့သားဖြစ်လာတယ်အဲ့ဒီ generation သူများကို judge မလုပ်ဘဲနဲ့ကောင်းကြီးပေးဆုတောင်းပေးတဲ့ generation တို့ဖြစ်ကြရအောင်အာမင်အာမင်တောင်းဆရာတော့ဒီ generation တို့ဆရာရေးလဲဆုတောင်းတယ်ပြင်ဆင်တယ်သူများလက်ခံကလက်မခံအဲ့ဒီဆရာကြီးကိုအခုဆရာကြီးဟာလာ Brian ကိုဆရာတို့လက်ခံလိုက်ချင်းကြောင်းဆရာသူများတွေအမျိုးစုံပြောလဲပြောနိုင်တယ်ကျွန်တော်ကိမဆိုင်ဘူးကိမဆိုင်ဖျားခိုင်းတာတို့လုံးမယ်ဖျားခိုင်းတာတို့လုံးမယ်ဖျားခိုင်းတာတို့လုံးမယ်အဲ့ဝင်ဖျားခင်တို့ကောင်းချီးပေးလိုက်မယ်ဖျားခင်တာချီးမြှောက်လိုက်မယ်သူများ just လုပ်တဲ့ generation မဖြစ်ဆရာအောင်သူများဆူတောင်းကောင်းချီးပေးတဲ့ generation မဖြစ်ရမယ်ကြီးရချီးမွမ်းပါတယ်မြန်မာပြည်သားတွေအတွက်ကောင်းကြီးဖြစ်စေဖို့သူလက်ခံလိုက်ပြီး September 11အဲ့ဒါမှတ်ထား9/11မှာကျွန်တော်တို့ GMC စမှာဖြစ်တယ် GMC Hallelujah GMC စမှာဖြစ်တယ် Apostle Jimmy ဆရာအဲ့ဒါလေးမှတ်ထားပေးပါအောင်ဆရာကင်းပေါင်တို့မှတ်ထားပေးပါအောင်ဆရာမှတ်ထားပေးပါအောင် September 11ဆရာတို့အားလုံးမှတ်ထားပေးပါအောင်ကျွန်တော်အားရပါရ September 11နောက်နေ့မဟုတ်ဒီနေ့ September 11 9/11မှာဟိုမှာကတော့ပြိုကျသွားတယ်ငါတို့ရဲ့တော့ 9/11မှာမင်္ဂလာတောင်းနေအကုန်ပြိုကျမယ်မြို့ရိုးတွေအကုန်ပြိုကျပျက်စီးရမယ်အာမင်ဟာလေလုယာစင်ရရှင်တောင်းနေအကုန်လုံးပျက်စီးရမယ်မြို့ရိုးတွေအကုန်ပျက်စီးရမယ်အာမင် generation နဲ့ဆိုင်တဲ့ကောင်းကြီးတွေစတင်ရယူတဲ့မင်္ဂလာတွေပြန်ဖြစ်လာမယ်အာမင်အဲ့ဒီ movement နိုင်ငံတကာပြန်လဲကောင်းကြီးဖြစ်စေတဲ့ generation ကိုသယ်ဆောင်တဲ့သူတွေဖြစ်ရမယ်အာမင်ယုံကြည်တယ်ဆိုအာမင်ထူရအောင်ကြဲကြဲ Hallelujah ကြွေးကြော်တဲ့တန်နဲ့ပြောအာမင်နောက်တော့ပြောအာမင်အားလုံးကပ်ပြီးတော့မှလာရှင်နဲ့ဆော့ရဲမရှောင်းမလို့နဲ့ရအောင်လားအာမင်ဖျားရှင်ကြီးတော်မူပြုမယ်အာမင်ဖျားခင်ပြုမယ်မှုရာတွေကစမ်းကြဲတဲ့ညီကိုမဒါကြောင့်ကျွန်တော်ရှင်းလေးပဲဖျားခင်လုံးမယ် next generation movement ထဲမှာသင်ပါပါစေလှိုင်းလုံးထဲမှာသင်ပါပါစေအာမင် Hallelujah အခုပြောနေချိန်မှာကျွန်တော်ကဲရတဲ့သူလည်းရှိအောင်ရှိနေပါတယ် online မှာအခုစနေပြီလည်းဖြစ်အောင်ဖြစ်နိုင်တယ်အဲ့မှာငါ
3 မိနစ်လား5မိနစ်လားဖြတ်ပြီးတော့တင်မဲ့ဖွဲ့လဲဒါကွက်ကောင်းနေရလာနေနေပြီးတဲ့ခါကျတော့မှသူ့ရဲ့ဘာညာမကောင်းတာတွေဖြတ်ညက်တင်ပြီးတော့ဒီဗီလာခေါ်ဖိမစီယာဒီလိုဖြစ်ပါတယ်ဆိုတော့လာမဲ့ဖွဲ့လဲရှိနိုင်တယ်ပြန်တာမရှိဘူးပြန်တာမရှိဘူးလူတွေကိတ်ရတာကြောက်မှတော့ဒေးဗစ်လာဆိုဖြစ်လာစရာအကြောင်းမရှိဘူးအာမင်ဟာလေလုယာအော်အဲ့လိုမျိုးလုံးလေဆရာဒေးဗစ်လာမြန်မာပလက်ဖောင်းနဲ့ကမ္ဘာပလက်ဖောင်းတက်လာပြန်ပြီဟာလေလုယာအဲ့လိုရှော့ပြောလေရန်သူတွေကလည်းမကျေနပ်လေပဲတရားလည်းဟောကျင်တယ်တခြင်းကလည်းဒီထက်ကနေဖြစ်နေတယ်ဟာလေလုယာမနေ့ကချင်းတော်ကောင်းနေဗျာမနေ့ကချင်းဘာလဲမုံကျွန်တော်လာတဲ့အချိန်မှာကျွန်တော်အဲ့ဒါတချင်းအစ်စ်ဗျာမရသေးဘူးဗျာဟမ်မုံဟုတ်လားအဲ့ဒါလားမုံဟိုစားလေအစဘလို့ဆိုလဲအဲ့ဒါအဲ့ဒါလေအဲ့ဒါဆရာကင်းမောင်ရှင်နော်ဆရာလာအောင်ဆရာကျွန်တော်ဆရာကျွန်တော်အရန်ချစ်လို့ပါဆရာမကျွန်တော်ချစ်လို့ရလားဆရာမအဲ့တို့ပြရွှင်မယ်နော်conference ဆိုတော့စိတ်ကြီးတဲ့ဒီနဲ့မရဒါတော့ဒီလူတွေလို့တီးစရာမလိုဒီလူတွေကသူတို့ security တင်နန်းသွားတက်ပြီးတဲ့မျက်နှာပိုးသေးဝါလာပါလားမသိလုံးဝပဲပြုံးလည်းမပြုံးကျွန်တော်ပြန်ကြောက်လာတယ်သူတို့ကြည့်ပြီးတော့ Bright Romans ကလာပြီးတော့ training ပေးလိုက်တာချမ်းရဲ့ဟိုစား bodyguard တွေကတော့သူတို့ကဒီထိုင်းနိုင်ငံဘရင်ရဲ့ကာကွယ်ရေးတက်ကလေဆိုတော့သူတို့ကအဲ့လိုလုပ်ထားတယ်ဆိုကျွန်တော်လည်းပူကြောက်လာတယ်သူတို့ train ထားသူတို့လည်းပဲအဲ့လိုပြန်ဆရာဘာရှင်းလဲကိုတော်တူရှိရင်ဆရာအဲ့ဒါလေးဆရာမလာအောင်ဆရာမရဲ့ဆရာမလည်းဒီနေ့ကလုံးဝချောနေတာဆရာမအော်ဆရာကောင်းလောက်ချောနေတာဟာဆရာမအပြုံးလေးကပွဲသိမ်းသွားပြီအချောနဲ့အပြုံးနဲ့ဆရာနည်းနည်းလေးဆရာမတို့နှစ်ယောက်လောက်ပါအောင်ဆရာကျွန်တော်တို့အဲ့ချင်းမရလို့โอเคအားလုံးတူစုမလဲအားလုံးလာခဲ့လာကိုတော်တူရှိရင်လုံးချုံတယ်ဝါကိုတော်မြမောက်ကစနိုးဟာွယ်ကားတယ်ကိုတော်တူရှိရင်ပေးချတယ်ဘယ်အရာမှတားဆီးမရပါ Wow, this way out. Thank you. Love you. Thank you, sir. ကျွန်တော်ဗျာတရားဟောလို့မရဘူးဖြစ်နေတယ်ဆရာဂျင်မီနဲ့ဆရာငယ်လေးရဲ့တခြင်းကကျွန်တော်ထဲမှာဝင်းနေတယ်ဗျာဆရာငယ်ဆရာငယ်နဲ့တယောက်ဆောင်တာတော့မလုပ်တော့နဲ့တယောက်ဆောင်တာအဲ့တယောက်ဆောင်တာလည်းတော်မိုက်တယ်ဆရာငယ်နဲ့ဆရာဂျင်မီတယောက်ဆောင်သွားတယ်အေးဘလို့လဲမိုက်โอเคဆရာဂျင်မီကိုမိုက်လေးတလုံးတော့ပေးလိုက်ပါအောင်အဲ့တခြင်းကဘယ်သူတီးနိုင်လဲမသိဘူးဒီဖွဲ့တယ်ရလားဆရာဂျင်မီနဲ့လေးဟိုစားmicrophone လေး share ပေးလိုက်ပါဦးအဲ့ဒါဆရာဂျင်မီကိုယ်တိုင်ရေးတာဖြစ်တယ်နော်ဆရာဂျင်မီကိုယ်တိုင်ရေးတဲ့ရှင်ဖြစ်ပါတယ်ဟုတ်တယ်နော်ဆရာနော် hallelujah ဆရာဂျင်မီတရားပဲဟောကောင်းတာမဟုတ်
Hallelujah. ဘုရားခင်ကြီးတော်ရန်ချီးမွမ်းပါတယ်ကျွန်တော်တကယ်တိတ်ချရတဲ့တကယ်ညီကိုကြီးတွေအာမင်သူအဖြစ်အများကြီးအသင်းတော်တွေတိုးပွားနေတယ် Hallelujah ကချင်ပြည်နယ်ဘက်မှာများစွာတိုးပွားပြီးသူကအပွားနဲ့အောက်ကိုဆင်းတော့မှာလေဆင်းတော့မှာလေရေတကုန်းလိုပဲဒါလို့စီးဆင်းတော့မှာ Hallelujah ဘုရားခင်ကြီးတော်မှုတွေပြုတော်မယ်ပြုတော်မယ်အာမင်ဆိုတော့ဟုတ်တယ်အခုတချင်းနေစပြီးတော့ကျင့်နေပြီရတယ်ပြဿနာမရှိဘူးအာမင်တချင်းနေအပြင်လည်းဘုရားခင်တင်းတို့စကားပြောနေတယ်အာမင်ယုံကြည်ပါသလားယုံကြည်ပါသလားတရားဟောဖို့ရေးလည်းပြင်ဆင်ထားတယ်ဒါပေမဲ့ဘလို့မှသွားလို့မရဘူးရှိဘူး Hallelujah I prepare a lot for today but I couldn't preach Hallelujah ရတယ်လိုက်လာလိုက်ပြီးသွားလိုက်ပါသွားတယ် Can I sit here? Hallelujah. So Mama Moso, Yayim, Yamago Shima, General Dowen, Miloma, Boji Chan, Loso, Gorogo, be at the Champion Bade. Good on your mouth, General Dowen. 但神纪念那么真能对 If I did သူတို့လည်းရွှေ့ရတာသူတို့မောနေပြီအသားလဲအငယ်ဆက်ခုနှစ်ကနေတွားရအောင်ဆုတောင်းသောအချက်ဟောမူကားငါတို့သခင်ယေရှုခရစ်ဖျားခင်ဖြစ်တော်မူသောဘုန်းကြီးသောအဖခမည်းတော်သည်ကိုရောမြတ်ကိုသိချင်းအလို့ငါရခဏလေးရမကျွန်တော်တို့ဖယားကဘလို့ဖယားလဲဆိုတာကိုသင်တနေ့ပြီးတနေ့သာ၍မြင်လာဖို့အရေးကြီးတယ်ဥမာဆိုပါစို့ယေရှုနဲ့အတူရှောက်လန်းနေတဲ့သူတွေပင်လျင်ယေရှုဘယ်သူမှမသိတာဘယ်လိုမသိတာသိလားညီကောင်မောင်မတော်ယေရှုနဲ့အတူရှောက်လန်းနေတဲ့သူတွေပင်လျင်ကျွန်တော်တို့က carnality ဆိုတဲ့ကျွန်တော်တို့ရဲ့ဒီဝိညာဉ်ရေးရမဟုတ်ပဲနဲ့ဒီဇာတိအရာမှာပဲကျွန်တော်တို့ကတော်တော်လေးတွေးတတ်တယ်ဖခင်နဲ့ပတ်သက်လာရင်ဒီနေ့ဒီချိန်ဒီနိုင်မှာလည်းဖြစ်တတ်တဲ့သဘာဝကျွန်တော်တို့ဇာတိအတွေးခေါ်နေတယ်ပဲသွားတယ်ဖခင်ကဝိညာဉ်သဘောပြောနေတယ်တို့ကဇာတိသဘောပဲပြန်လို့စဉ်းစားတဲ့သူတွေရှိတယ်ဥမာဆရာပြောပြမယ်ယေရှုခရစ်တော်နဲ့သူရှောက်လန်းနေတဲ့ယေရှုခရစ်တော်လောကမှာရှိစဉ်အခါမှာသူ့ရဲ့တပည့်တော်တွေကိုသူပြောလဲဆိုငါအသွေးကိုမတောက်ငါအသားကိုမစားဘူးဆိုရင်ငါနဲ့မဆိုင်ဘူးလို့ပြောလိုက်တယ်အဲ့ဒီမှာသူတို့တွေလုံးဝနားမလည်နိုင်တော့ယေရှုထွက်သွားတဲ့သူတွေအများကြီးရှိတယ်တဲ့ဆိုကျွန်တော်တတ်တာမှာကိုဖခင်ကကျွန်တော်တို့ကိုယုံကြည်သူဘယ်ဖြစ်စေချင်တာမဟုတ်သူ့ရဲ့တပည့်တော်ဖြစ်စေချင်တာသူရဲ့ဘာဖြစ်စေချင်တာလဲအဲ့တပည့်တော်ဆိုတာဘာလဲဆိုတော့ disciple
disciple ဆိုတဲ့အရာကဘာလဲလို့ဆိုတဲ့အခါမှာဖယားသခင်ရဲ့အလေးအလာသဘောတော်ကိုသိဖို့အရင်ကြီးတယ်ဘာလို့ disciple ဆိုတဲ့အဓိပ္ပာယ်ပါသလားအင်္ဂလိပ်လို့ဆိုရင် learner သင်ယူတော်သူသင်ယူတဲ့သူတပည့်တော်ဆိုပါလဲသင်ယူတော်သူသင်ယူတော်သူဆိုတော့ခရစ်တော်နောက်လိုက်ပြီးတော့သင်ယူနေတဲ့သူတွေပင်လျင်ဖခင်ရဲ့အလေးအလာသဘောတော်မသိဘူးဥပမာငါအသွေးငါအသားကိုမစားမတောက်ဘူးဆိုရင်ငါနဲ့မဆိုင်ဘူးပြောတဲ့အချိန်မှာသူတို့နားမလည်နဲ့နော်ကိုရောတဲ့ဒီစကားကြီးကအရန်လူတွေအတွက်လက်မခံနိုင်တဲ့စကားဖြစ်တယ်ဥပမာဆရာတခုရှင်းအောင်ပြောပြမယ်ဝိညာဉ်ရေးရတော်တော်များလူတွေလက်ခံမှာမဟုတ်ဘူးလူတွေလက်မခံလို့လူတွေလက်မခံတော့ညာလဲတင်ဖျားလုတ်ခိုင်းတဲ့အရာတော့တင်ပြက်ပြက်တတ်လုပ်အောင်ပါပဲအာမင်ဘာကြောင့်လဲဆိုတော့တင်အဲ့လိုမျိုးလုံးမလေဖျားရဲ့နိုင်ငံတော်ဟာစကားနိုင်မတည်ဘူးတကိုးနိုင်တည်တယ်တင်နားမလည်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ဖခင်ခိုင်းတာကိုလုံးမတင်အမှုတစ်တွေအများကြီးပြုနိုင်မှာအာမင်ကျွန်တော်နားလည်အောင်တစ်ခုပြောပြမယ်အခုဖခင်เจ้าတွေကဖခင်เจ้าတက်တယ်တပတ်တစ်ခါဖခင်เจ้าတက်တယ်ဖခင်เจ้าတက်တော့ဘာလုပ်လဲ worship လုပ်တယ် worship လုပ်ပြီးရင်ဘာလုပ်မလဲကွယ် worship လုပ်ပြီးရင်အလူငွေကောက်မယ်ပြီးရင်ဘာလုပ်မလဲဆူတောင်းမယ်အထွေထွေဆူတောင်းမယ်ပြီးတော့ဘာရှိလဲကွယ်အသက်တခံရမယ်ကွယ်တက်တခံပြီးဘာလုပ်မလဲတရားဟောတာနားထောင်မယ်တရားဟောနားထောင်ပြီးဘာဖြစ်လဲပွဲတော်ရှင်ပွဲတော်စားမယ်ပြီးရင်ဆူတောင်းပြီးတော့အပိတ်ဆူတောင်းတော့ဘာလုပ်မလဲအာမင်အာမင်အာမင်ဆိုတဲ့ဖွဲ့လည်းရှိတယ်မဆိုတဲ့ဖွဲ့လည်းရှိတယ်ပြဿနာမရှိဘူးပြန်သွားမယ်မုတ်ကျွေးစားမယ်မုတ်ကျွေးလည်းမစားဘူးโอเคဆိုဟုတ်ပြီအဲ့ဒါနဲ့ဘယ်လောက်ကြာနေပြီလဲဖျားเจ้าနေဒါကြီးလားကိုယ်ွယ်ချင်းသာဒါကြီးလားမဟုတ်ဘူးအဲ့ဒါကိုယ်ွယ်ချင်းမဟုတ်ဘူးအဲ့ဒါကိုယ်ွယ်ချင်းမဟုတ်ဘူးအဲ့ဒါကိုယ်ွယ်ချင်းမဟုတ်ဘူးအဲ့ဒါအစီအစဉ်တစ်ခုလာလုပ်နေတာဒါပဲကျွန်တော်ညင်းငွေပြီအဲ့ဒါကျွန်တော်အရင်ညင်းငွေသွားပြီတော့ပြီအဲ့ဒါညင်းငွေစရာကြီးโอเคပြီးတော့ဖျားเจ้าနေရလဲအဲ့ဒီအလှငွေပေါ်မှာပဲရက်တည်နေတယ်ဆိုရင်ညင်းငွေစရာကြီးဖြစ်ပြောင်းလူတွေလာပြီးတော့အလှငွေတွေနဲ့လေပြန် run နေရတယ်လေအဲ့ဒါနဲ့ပဲဆက်သွားနေမယ်ဆိုရင်ဖျားခင်နိုင်ငံဘယ်လိုကျေပြတ်မှာလဲဘယ်လိုကျေပြတ်မှာလဲဘာလို့ဖျားเจ้าလာတက်တာလဲတပတ်တစ်ခါဟိုတက်အောင်မဝတာယုံကြည်သူပဲတက်အောင်မပေါ့အဲ့ဘောဘာမှမကြားတဲ့ဆိုင်တော့တပတ်တစ်ခါလောက်ကြားလဲမစိုးပါဘူးဖျားကောင်းမြင်ချင်းကြောင်းအဲ့လိုပဲသွားနေမှာလား no worship ဆိုတာဒီမှာကြည့်ညီကိုမောင်မတို့ယောမဩရစာခန်းကြီး7အဲ့ဒီစစ်မှန်တဲ့ worship တဲ့ကိုတိုးဝင်မှာပဲဖျားသခင်တို့ကိုမြင်စေခြင်းတဲ့level တို့မြင်လာမှာဖြစ်တယ်အာမင်မဟုတ်အတစ်တွေထွင်လို့ပြောနာမဟုတ်ဘူးညီကိုမောင်မတို့အတစ်တွေပြောနာမဟုတ်ဒါဟောင်းနေတာကြာပြီဒါပေမဲ့ညီကိုမောင်တို့ elementary principle ထဲမှာရှိနေတာကိုဖျားမကြိုက်ဘူး elementary principle ဆိုသိလားညီကိုမောင်တို့ဘာလဲတကယ်ခရိယန်တတ်တာမူလာတဲ့အစ်စ်မှာပဲမွေးလာတဲ့သေတဲ့အထိသွားနေတဲ့သူတွေအများကြီးရှိတယ်အဲ့ဒါဖျားမလို့ရှင်းတော့ဘူးဟမ် A B C D E F G H I J K L M N O P Q R S T U P W ဒါတော့ငါမရတော့ဒုက္ခ W X Y and Z now I know my ABC next time would you sing with me okay အဲ့ဒီခရိယန်နေတပတ်တစ်ခါပြီးကြဖျားเจ้าလေးလာတက်ပြီးသွားရင်I don't know တော်တော်လေးဟုတ်လိုက်ပြီထင်တဲ့ဖွဲ့လည်းရှိမှာ I don't know I don't know okay ယောမဩစာခန်းကြီး7အငယ်1ယောမဩရာစာခန်းကြီး7အငယ်1သွားမယ်ညီကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဖျားသခင်နှစ်သက်တော်မူပွေသောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုသင်တို့သည်ပူဇော်၍မိမိကိုယ်ခန္ဓာကိုဖျားသခင်အား
တင်တို့ပြုအပ်သောဝတ်ကိုပြုမိအကြောင်း Okay, okay. I beseech you, therefore, brethren, by the mercy of God, that you present your bodies a living sacrifice, wholly acceptable to God, which is your reasonable service. Reasonable service. Reasonable service. Okay, then what? Satwaya. And do not be conformed to this world, but be transformed by the renewing of your mind, that you may prove what is that good and acceptable and perfect will of God. The child version မှာကြတော့ proper worship လို့သုံးထားတယ် first မှာအငယ်1မှာနော်ဘာပြောချင်တာလဲဆိုတော့ညီကိုမောင်မတို့ကျွန်တော်တို့ရဲ့ life ကစစ်မှန်တဲ့ worship ထဲကိုဝင်စားပြီးကြိုးစားနေတဲ့သူတွေမဟုတ်ဘဲနဲ့ဖခင်ရဲ့ပြုပြင်မှုနဲ့အတူနေ့တိုင်းသွားနေပြီဖွင့်ပြမှုတွေနဲ့အလုံးလုံးနေတဲ့သူတွေဖြစ်ဖို့ဖခင်လိုတော်ရှိတယ်ဥပမာတနင်္ဂနွေတစ်ခါလာပြီးတော့ဖခင်ရှိခိုးတာကိုဝတ်ပြုတယ်လို့မခေါ်ဘဲနဲ့သင်ရဲ့ daily အသက်တာရဲ့အသက်ရှင်ခြင်းသင်ရဲ့နေ့တိုင်းမှာဖခင်ရဲ့အလိုတော်နဲ့အညီစဉ်းစားတွေးခေါ်ခြင်းလှုပ်ဆောင်ခြင်းတွေကအဲ့ဒါက true worship ဖြစ်တယ် Come on တကယ်စစ်မှန်တဲ့ worship ဆိုတာကတနင်္ဂနွေတစ်ခါလာပြီးတော့မှအချိန်10 နာရီကနေတနာရီထိလာလုတ်သွားတဲ့အရာကကိုးကွယ်ခြင်းမဟုတ်ဘူးစစ်မှန်တဲ့ကိုးကွယ်ခြင်းဆိုတာနေ့တိုင်း Come on နေ့တိုင်းအာမင်နေ့တိုင်းဘာလုပ်တာလဲကိုယ့်ရဲ့စဉ်းစားတဲ့အရာတွေအားလုံးဟာလောကသားတွေစဉ်းစားတဲ့ပုံစံအတိုင်းမဟုတ်ပဲနဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုအမြဲတမ်းဆင်ခြင်စဉ်းစားပြီးနှုတ်ကပတ်တော်နဲ့ချိန်ထိုးပြီးတော့အလုံးလုံးတတ်တဲ့သူကို true worshiper လို့ခေါ်တယ် Come on ဒီ level တို့တတ်လာမယ်အာမင်ပြန်ပြောမယ်ညီကောင်မောင်မတို့တနင်္ဂနွေတစ်ခါလာပြီးတော့ဖခင်ရှိခိုးတာကို worship လုပ်တယ်လို့မခေါ်အဲ့ဒါ fellowship လာလုပ်တာတနင်္ဂနွေတိုင်းမှာလာပြီးတော့လာလုပ်တာဘာလို့ခေါ်လဲ Do we need fellowship Yes တနင်္ဂနွေတစ်ခါတို့ညီကိုတွေမောင်နှမတွေလာပြီးတော့စုံစည်းပြီးတော့ဘာလုပ်လဲဘာလုပ်တာလဲ fellowship ဘာအတွက်လဲတယောက်တယောက်တီဆောက်ဖို့ရန်အတွက်လာကြတယ်ဒါပေမဲ့တယောက်မျက်နှာတော့မကြည့်နိုင်တဲ့အဖွဲ့တွေအများကြီးရှိတာဟုတ်လားညီကောင်မောင်မတို့တယောက်မျက်နှာတော့ကြည့်လို့မရတဲ့ဖွဲ့တွေမရှိဘူးလားရှိတယ်ညီကောင်မောင်မတို့အချင်းချင်းမတည့်တဲ့ဖွဲ့တွေရှိလားဘယ်မှာလဲ fellowship တပတ်တစ်ခါတော့စုံစည်းတာဘာအတွက်လဲ fellowship ဟုတ်ပါသလားပြီးတော့မှနှုတ်ကပတ်တော်ဝင်ခါတာလိုအပ်သလားလိုအပ်တယ်ဘာအတွက်လဲတိဆောက်ဖို့ရန်အတွက်နှုတ်ကပတ်တော်နဲ့ဘာလုပ်ပေးတာလဲတိဆောက်ဖို့ဒါပေမဲ့တကယ် worship ဆိုတာကဒီအစီအစဉ်ထဲမှာဖြစ်နေတာထက် daily life မှာနေ့ရက်စဉ်တိုင်းမှာအာမင်ပြောရအောင်နေ့ရက်စဉ်တိုင်းမှာသူကစဉ်းစားတာလောကသားလို့မစဉ်းစားပဲနဲ့လောကသားလို့မစဉ်းစားပဲနဲ့ तू ကဘာအလုပ်ပဲလှုပ် तू ကဘာနဲ့ချိန်ထိုးလဲနှုတ်ကပတ်တော်နဲ့ချိန်ထိုးတယ်ပြောဘာနဲ့ချိန်ထိုးလဲဆိုဒီ level သွားတဲ့အခါကျရင်သင်တို့ရဲ့အမြင်တွေပြောင်းလာလိမ့်မယ်ကျွန်တော်ဖြစ်စေချင်တာက true worshiper ကပဲ true worshiper ဆိုတဲ့စစ်မှန်တဲ့ကိုးကွယ်ခြင်းထဲကနေပဲဖယားသခင်ရဲ့ဖွင့်ပြခြင်းတွေကိုရှင်းရှင်းလင်းလင်းမြင်လာရတာဖြစ်တယ်အာမင်ကိုယ့်ဘာသာကိုမရဘူးညီကိုမောင်မတို့တကယ်ဖွင့်ပြခြင်းတကယ်ရှိတယ်ဥမာ
ဘုရားခင်ဖွင့်ပြလာလိမ့်မယ်ဘုရားခင်ဖွင့်ပြလာတဲ့အခါမှာဘုရားခင်ဖွင့်ပြလာတဲ့အပေါ်မှာဒီအခုဆရာစာချွတ်ကိုမြင်တာနဲ့သူ့အထဲမှာဘာလုံနေလဲဆိုတာဝိညာဉ်တော်ကစကားလာပြောနေတယ်အာမင်စကားလာပြောတဲ့အခါမှာ तू အားငယ်နေတာလား तू ဝမ်းနည်းနေတာလား तू မိသားစုအတွက် तू ဟလာပြင်ဆင်မှုတွေအပေါ်မှာ तू အချိန်တစ်ခုမျိုးပေါ့ကွာဖြစ်နေပေါ်မှာဒီထဲမှာခံစားပြီးဆိုရင်သူ့အတွက်ဂျားကန်ဆူတောင်းပေးခြင်းဒီ fellowship ကလိုအပ်တယ်အာမင် fellowship လိုအပ်လားလိုအပ်တယ်ဥပမာဖျားเจ้าလာတဲ့အခါမှာကိုအတွက်ကိုလာတာမဟုတ်ဘူးလာတဲ့အခါမှာကြည့်လိုက်တော့တယောက်လူတယောက်ကပြုံးရဲနေတယ်ဒါပေမဲ့သူ့ရဲ့မျက်နှာဖြစ်တာနဲ့သူ့အထဲမှာဖြစ်တာမတူဘူးဆိုတာဝိညာဉ်ထဲမှာသိတယ်တကယ် true worshipper ကဒီတဲ့ခါမှာချက်ချင်းပဲသွားပြီးတော့မတမျိုးတော့မထင်နဲ့နော်ကျွန်တော်ဆူတောင်းပေးပြစေဆူတောင်းပေးပြစေပြီးတော့မှတင်သိရမယ့်အရာတခုကတင်ယုံကြည်သူမှန်ရင်တင်ဆူတောင်းတဲ့အရာကိုဖခင်အရင် serious ထားတယ်။အော် hallelujah တင်ဆူတောင်းတဲ့အရာကိုဖခင် serious ထားတယ်ပြီးတော့မှတင်ဆူတောင်းပြီဆိုရင်လည်းလုံးဝဖြစ်တော့မယ်ဆိုတာကိုတင်သိဖို့လိုတယ်။ဘာကြောင့်ဆိုတော့တင်ကဖခင်နိုင်ငံတော်မှာအရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်နေလို့တင်မရလို့မဖြစ်ဘူးတင်ကဖခင်နိုင်ငံတော်မှာအမှုတော်ဆောင်မှအရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တာမဟုတ်ဘူးတင်ကအသွေးတော်နဲ့ရွေးဝယ်ထားပြီးတော့ဖြောင့်မတ်တော်သူဖြစ်တဲ့အတွက်ကြောင့်တင်ကအင်မတန်အရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဖခင်နိုင်ငံတော်ထဲမှာHallelujah ဖခင်တင်ကိုရွေးကောက်ထားတာကြီးသောအမှုပြုဖို့ရွေးကောက်ထားတာဖြစ်တဲ့ကြောင့် you are not ordinary people you are extraordinary people you are extraordinary people ကျွန်တော်ယုံကြည်တာတင်ကြီးသောအမှုကိုပြုမဲ့သူတယောက်ဖြစ်တယ်ဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြီးပြောအောင်တင်ဟာကြီးသောအမှုကိုပြုမဲ့သူဖြစ်တယ်လို့ပြောရအောင် Hallelujah Oh Rama se tereke po shetiya kaba တင်ဟာကြီးသောအမှုပြုမဲ့သူဖြစ်တယ်အာမင်အာမင် Hallelujah 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 တယောက်ကောင်းကြီးပေးပြီလားတယောက်ကောင်းကြီးပေးပြီလားတင်ဟာကြီးသောမှုပြုမယ်လို့ကောင်းကြီးပေးပြီလား Hallelujah တင်ပြောပြီးတင်မှတ်ထားတင်ပြောပြီးတင်မှတ်ထားနောက်နှစ်ပြန်တွေ့တဲ့အခါမှာပြောစမ်းဘာထူးခြားလာလဲပြောစမ်းတတ်တဲ့ခံတယောက်နဲ့တယောက်တင်ဆုတောင်းတဲ့အရာတွေကပြောင်းလဲလာရမယ်အာမင်တင်ဆုတောင်းတဲ့အရာထူးခြားလာမယ်အာမင်တင်ဆုတောင်းတဲ့အရာတွေတတ်တဲ့ဖြစ်လာမယ်အာမင်အာမင် Hallelujahမယုံစံကြီးတင်ပေးနာမှာရှိတဲ့သူခုဆုတောင်းပေးတဲ့တင်နောက်နှစ်မှာပြန်ဖြစ်တာမြင်တွေ့ရလိမ့်မယ်တတ်တယ်ခံရလိမ့်မယ် Hallelujah Hallelujah အခုကိုးကွယ်နေရင်လည်းပဲတင့်ထဲမှာဖော်ပြခြင်းခံဘေးနာမှာရှိတယ်ဆိုတကယ်ချင်းဟလာဘာဖြစ်တယ်ဆိုတော့ဘုရားခင်ဖော်ပြတယ်တင်ပြောလိုက်ပြောပြီးတင်မှတ်ထားတော့ Hallelujah 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 ဒီဇနီးမောင်နှံ2026ပါစာမျက်နှာအသစ်ဘုရားရှင်ဖွင့်ပေးတဲ့နှစ်ဖြစ်တယ်အာမင်2026ဟာတို့တခါမှမရောက်ဘူးတဲ့နေမြေတခါမှမရောက်ဘူးတဲ့အမှုတစ်တွေပြုရမယ်နှစ်ဖြစ်တယ်a new page ကိုဘုရားခင်စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်အာမင်မှတ်ထားအဲ့ဒါဖြစ်ကိုဖြစ်လာမယ်စပြီအာမင်အာမင်Hallelujah ဆိုဆရာလို့ရှင်းတာကအစီအစဉ်တိုင်းလောက်တာမဟုတ်ပဲနဲ့အဲ့ဒီဖခင်ရဲ့ဝိညာဉ်တော်ရဲ့ဥဆောင်မှုထဲမှာအစီအစဉ်ဖြစ်ချင်မှဖြစ်လိမ့်မယ်ပရောဖက်ပြုတဲ့သူတွေရှိလိမ့်မယ်အနာရောဂါဆရာကအနာကငြိမ်းဖို့ဆုတောင်းတာထိုင်ဆောင်တာမဟုတ်ပဲအချင်းချင်း Hallelujah ကိုယ်ကွယ်နေရင်အမရေ sorry ပဲတော့ကျမအရန်နှိုးဆော်ခြင်းခံလို့ဆုတောင်းပေးခြင်းနဲ့အနာရောဂါငြိမ်းမယ်ဆိုတော့ကျမသိနေတဲ့ဆူတောင်းခွင့်ပေးပါအမရေလို့ပြောတဲ့ခါမှာ okay ဆူတောင်းပေးပါလက်တင်ရိုးလေးပဲဆူတောင်းလိုက်တယ်အိမ်ပြန်ရောက်တဲ့ခါမှာဟဲ့ငါဒီနာအကျိတ်ကဘယ်ရောက်သွားလဲမသိဘူး Hallelujah Hallelujah အဲ့ဒီသက်သေတွေကအဲမှာဖြစ်နေဖို့ဖခင်အလိုတော်ရှိတယ် Come on အဲ့ဒီလိုမျိုးအသင်းတော်ကိုဖခင်ကဖြစ်စေခြင်းနေတာတပတ်တစ်ခါဧည့်သည်လိုလာပြီးတော့ပြန်ထွက်သွားတာမဖြစ်စေချင်ဘူး fellowship အဲ့ဒီ fellowship မဖြစ်ခင်မှာ worshipper က worship လုပ်နေရတယ်အာမင်
worship က worship လုပ်ရတယ် praise and worship ဆိုတာသိလား praise and worship ဆိုတာသိလား worship ကလာပြီး praise လုပ်ရင်အဲ့မှာတကိုးစင်းတတ်တယ် hallelujah တခြင်းတွေကလာပြီးချင်းစဲတခြင်းတွေကတခြင်းလာဆိုလို့ဘာမှထူးခြားပေမဲ့ hallelujah ဟေးဒီမှာကြည့်ဆရာစောကားတော့မဟုတ်ဆရာပြောပြရှာငယ်လေးတို့ကိုးကွယ်ပြီးဆိုရင်ရှာငယ်လို့ဆရာခိုင်တို့ဆရာခွာတို့ဆရာကင်းပေါတို့ကိုးကွယ်ပြီးဆိုရင်တခုခံစားရတယ်မြဲတယ်ခံစားဘာကြောင့်တလား they are worshiper they are worshiper they are worshiper when they start to sing something happen and not only that ဒီမှာ atmosphere ပြောင်းသွားတယ် hallelujah မနာညီကိုမောင်မတို့တကယ် true worshiper ကလေတုကိုပြောင်းလဲနိုင်တဲ့သူတွေဖြစ်တယ် true worshiper ကလေတုကိုပြောင်းလဲနိုင်တယ်ဒီလေတုကမကောင်းတဲ့လေတုဆိုရင်ချီးမွမ်းခြင်းအပြင် worshiper true worshiper ကချီးမွမ်းခြင်းအပြင်အဲ့ဒီမကောင်းတဲ့လေတုကနေ fresh air တကယ်ကိုဝိညာဉ်တော်လှုပ်ရှားလို့ရတဲ့လေတုပြန်ဖြစ်လာတယ်အဲ့ဒီလေတုပြောင်းသွားပြီဆိုတာနဲ့မယုံကြည်နိုင်တဲ့သူကယုံကြည်သွားတယ် hallelujah မပြောင်းလဲခြင်းဘူးဆိုတဲ့သူကပြောင်းလဲသွားရတယ်ဖယားဆိုတာအလကားပါဆိုတဲ့သူကငါဖယားကိုယုံချင်တယ်လို့ဖြစ်လာတယ်အဲ့ဒါလေတုပြောင်းသွားတဲ့အပေါ်မှာနှုတ်ကပတ်တော်ကြလို့ရသွားတာ come onကျွန်တော်ယုံကြည်တယ်အစီအစဉ်ကျွန်တော်အခုကတော်တော်များများနေရတယ်မှာကြည့်လိုက်ကိုယ်ကွယ်တဲ့နေရာတွေပရိသတ်တွေလိုလာထိုင်ပြီးတော့ observe လာလုံး observer တွေများတယ်ဟာလား observer တွေများတယ်ဘုရားနဲ့ပတ်သက်လာရင် yeah hallelujah praise the Lord hallelujah နားမလည်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်ထအောင်နေတဲ့အဖွဲ့တွေကိုမအော်တဲ့အဖွဲ့ဟာဒီမျိုးရှိတယ်အော်ချင်းမအော်ချင်းအဓိကမဟုတ်ပဲနဲ့ဒီအထဲမှာဖယားနှိုးဆော်လာရင်ဘာမှဟန်ဆောင်စရာအကြောင်းမရှိဘူးဘာမှဟန်ဆောင်စရာအကြောင်းမရှိဘူးထားပြီးတော့ချီးမွမ်းရှင်ချီးမွမ်းပလိုက်ဟာလေကခုံရှင်ကခုံပလိုက်ပြတ်ဝတ်ရှင်ပြတ်ဝတ်ပလိုက်ဒီအထဲမှာရန်နှိုးဆော်လိုက်ပတ်ပြီးတော့ပြေးပလိုက်အဲ့ဒီဟန်ဆောင်နေတဲ့အထဲမှာမရှိပါနဲ့အာမင်လွတ်လပ်နဲ့ဖယားကိုးကွယ်တဲ့နေရာပဲဖြစ်ရမယ်အာမင်ဟာလေလုယာဟာလေလုယာဖယားရှင်သင်ရဲ့အထဲမှာလွတ်လပ်စွာလှုပ်လှုပ်ခြင်းတယ်ဘာသာရေးထုံတန်းစင်လာဒလေးတွေနဲ့လုံနေတဲ့အရာတွေအားလုံးလုံးဝပျက်စီးပါစေဖယားခင်ရဲ့နိုင်ငံတည်ထောင်ပါစေဝိညာဉ်တော်လွတ်လပ်စွာလှုပ်လှုပ်လို့ရတဲ့နေရာဖြစ်ပါစေပြီးတော့မှဝိညာဉ်မီးစင်းတက်လာတော့မြင်တွေ့ရတဲ့အထီးဖြစ်ပါစေ hallelujah hallelujah ဝိညာဉ်တော်စင်းတက်လာတဲ့ခါမှာသင်နားမလည်နိုင်ဘူးဥပမာပေတရုကတရားဟောနေတယ်ပေတရုတရားဟောလို့တော့မပြီးသေးဘူးတပားမျိုးသားတွေအပေါ်မှာဗါလဲဝိညာဉ်တော်စင်းတက်လာပြီတဲ့ဘယ်လိုသိနိုင်လဲဝိညာဉ်တော်စင်းတက်တာဘယ်လိုသိနိုင်လဲလို့မကြည့်ရပြမယ်ဝိညာဉ်တော်စင်းတက် तू ဘယ်လိုသိလဲတမန်တော်ဦးခန်းကြီး7မှာဟာလေလုယာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဆင်လွတ်နေတဲ့အချိန်မှာခံယူနေတဲ့သူတွေရဲ့အထဲမှာတကယ်ဘုရားရဲ့နှုတ်ကပတ်တော်တကယ်ပဲယူသေးစွာနဲ့ခံယူနေတဲ့ပုံမှာဝိညာဉ်တော်အရာအလုံးလုံးလွယ်တယ်တကယ်အရာအလုံးလုံးလို့အရာရတယ်အမင်္ဂလာတွေအကုန်မင်္ဂလာပြန်ဖြစ်လာမယ်အာမင်ဟာလေလုယာရှင်ပေါလုတရားဟောနေတဲ့အချိန်မှာအမိဝန်းထဲကမဲ့ခြေမစွမ်းတဲ့လူကထိုင်ပြီးတော့နားထောင်နေတယ်တဲ့နားထောင်နေရင်ရှင်ပေါလုကြည့်လိုက်ကောအဲ့ဒီအမိဝန်းထဲမှာခြေမတန်စွမ်းတဲ့လူကြည့်လိုက်ချိန်မှာသူ့အထဲမှာထပြီးတော့လမ်းလျှောက်နိုင်တဲ့ယုံကြည်ခြင်းကိုသူမြင်သွားတယ်တဲ့ပေါလုက
Come on အဲ့ဒါတွေအသင်းတော်မှာဖြစ်နေရတော့မယ်ဗျာ Amen Hallelujah လူမျက်စိနဲ့မမြင်နိုင်တဲ့အရာတွေသင်တို့စတင်တော့မြင်လာရမယ်သူများအသင်သားသမီးမပြောင်းလဲလို့ကြိုက်တာပြောဒါပေမဲ့သင်ကိုးကွယ်နေနဲ့သင်သားအမှုတော်ဆောင်တော့သင်မြင်သွားပြီဆိုရင်Hallelujah Hallelujah အိုးသူများတွေကတော့မင်းအဖေကတော့လုံးဝဆရာဝန်လက်လျှော့ပြောချင်မှာကိုယ်ကွယ်နေရင်းနဲ့သင်အဖေကအိယာပေါ်နဲ့ထလာပြီးတော့မှဘုရားခင်ရဲ့ကျမ်းမာခြင်းကိုရသွားတယ်ဆိုတော့သင်မြင်တွေ့ရပြီဆိုရင်ဆရာဝန်ရှေ့မှာတတ်တယ်သွားခံလိုက်တော့ဆရာပြောတာဟုတ်ပေမဲ့ဆရာကျေးဇူးတဲ့ကျမ်းစာဟလာစေးကြားရတော့ဟုတ်ပေမဲ့နှုတ်ကပတ်တော်ရတော့ကျွန်တော်ဖေမကြခင်ဆေးရုံဆင်းပြီးတော့မှကျမ်းမာခြင်းပဂတိရမယ်ဆိုတာကိုဘုရားဖော်ပြပါတယ်လို့သွားပြီးတော့ဆရာဝန်တတ်တယ်ခံလိုက်ဖို့ပဲဖြစ်တယ်Amen အဲ့ဒီမှာဆရာဝန်နားမလည်နိုင်ဘူးတခါတည်းပြောခဲ့လိုက်ဟုတ်တယ်စေးချမ်းနားမလည်နိုင်တဲ့အရာတွေကိုပြုနိုင်တဲ့ဖခင်ရှိတယ်ဆရာယေရှုကိုယုံကြည်လက်ခံရင်မကြခင်သိလာလိမ့်မယ်အေဝံဂေလိပါတခါတည်းဆရာဝန်ပြန်ပြီးတော့လုံရင်ဆေးရုံမှာနိုးထမှုတော့ဖြစ်သွားနိုင်သေးတယ် Hallelujah Hallelujah သင်ဥဆရာတွေကအတင်းတော်မှာပဲတရားဟောတာသင်တို့ကအဲ့ဒီ marketplace မှာပြန်လဲဖို့တရားဟောတဲ့သူတွေဖြစ်ဖို့ဖခင်လိုတော်ရှိတယ်ဆရာတို့ကဒီကနေဟောပေးလိုက်တယ်သင်တို့က marketplace မှာတွားပြီးတော့ဆေးရုံမှာဖြစ်မယ်ရှောင်းမှာဖြစ်မယ် hallelujah လုပ်ငန်းတွေမှာ company မှာဖြစ်မယ်ပြန်လဲပြီးတော့မှတတ်တယ်ခံခြင်းအပြင်သင်တို့ကရောက်တဲ့နေရာတွေမှာဝိညာဉ်တော်တည်ဆောင်တဲ့သူတွေဖြစ်ခြင်းအပြင် come on hallelujahသင်လုံးနေတဲ့ company ကတထေးအတင်းအပြင်ယေရှုကိုယုံကြည်လက်ခံသွားပြီ hallelujah ယုံကြည်လက်ခံသွားတဲ့အချိန်မှာသင်ကိုဘယ်လောက်ယေရှုတင်မယ်ထင်လဲငါ company မှာနေပြန်ပြီးတော့မှ share ဝင်ပေးပါနေအပြင်ငါကောင်းကြည့်come on အဲ့ဒီအရာတွေ market တွေမှာဖြစ်နေဖို့ဘုရားလိုတော့ရှိတယ်ယုံကြည်တဲ့သူအာမင်စထူရအောင်Hallelujah ဆရာဒီ generation တဆရာဝိညာဉ်ထဲမှာအရန်ဖြစ်နေတာကအနိုင်ကအကြီးကဲတွေကိုပြန်လဲပြီးတော့မှဆူတောင်းပေးရမယ်သူတွေဖြစ်တယ်ဆိုတာဝိညာဉ်တော်ဖော်ပြနေတယ်စတဲ့ယူပါယုံထားအောင်စတဲ့ယူပါထားအောင်ကိုယ်ကွယ်နေတဲ့အချိန်မှာတင့်ကိုဖရားဘာဖော်ပြလဲအဲ့ဒါရေးချထားပြီးတော့စတင်ဝန်ခံကျေးဇူးတော်ရှိမွန်းတော့မကြခင်မှာအဲ့ဒီຢာတွေဖြစ်လာတော့မှဖြစ်တယ် Hallelujahစာစုတောင်းရ key person နဲ့တင်တော့အပြင်လွတ်မြောက်လိမ့်မယ် key person နဲ့တင်တော့အပြင်ပြောင်းလဲလာလိမ့်မယ် key person နဲ့လွတ်မြောက်လာလိမ့်မယ် hallelujah ဘုရားနိုင်ငံတော်ထဲမှာအလကဘုရားမသိဘဲနဲ့ပတ်စံအကြီးကျယ်ဖြုံးတဲ့ millionaire တွေရှိတယ်အဲ့ဒီ millionaire တွေပြောင်းလဲပြီးတော့မှဟလာတကယ်ကိုအကျိုးရှိတဲ့နေရာမှာပြန်လဲအသုံးချတဲ့သူတွေဖြစ်လာဖို့ရန်အတွက်သင်ကိုဘုရားအသုံးပြုပါစေ hallelujah hallelujahစင်ရသားတို့အင်္ဂလိပ်ပြောမှမှန်တယ်အလွှာအသီးသီးကိုအင်္ဂလိပ်လို့ဖို့ဘုရားခင်အလိုတော်ရှိတယ်ဟောအောင်ဆုံးကနေထိတ်ဆုံးထိအေဝံလီတရားလိုအပ်နေတယ်အာမင်အာမင်နေမြေတီးတီးကိုသိမ့်ပိုက်နိုင်တဲ့သူတွေဖြစ်ရမယ်နေမြေတီးတီးကိုသိမ့်ပိုက်နိုင်တဲ့သူတွေဖြစ်ရမယ်နေမြေတီးတီးကိုသိမ့်ပိုက်နိုင်တဲ့သူတွေဖြစ်ရမယ်နေမြေတီးတီးကိုသိမ့်ပိုက်နိုင်တဲ့သူတွေဖြစ်ရမယ်အဲ့ဒီနေမြေတီးတီးကိုသိမ့်ပိုက်နိုင်ဖို့ဘယ်နေမြေကိုသိမ့်ပိုက်မလဲဆိုတာသင်မြင်တတ်ပါမိကြောင်းဘုရားခင်ကကိုးကွယ်နေတဲ့အချိန်မှာသင်ကိုဘယ်နေမြေကိုသိမ့်ပိုက်ပါဆိုတဲ့အရာဘုရားဖော်ပြလာလိမ့်မယ်အာမင်အာမင်ဒီ generation ကိုးကွယ်တဲ့ generation ဖြစ်ရမယ်ကိုးကွယ်တဲ့ generation အချိန်တစ်ခုမှပဲဒူးထောက်ဆူတောင်းပြီးတော့မှပြီးသွားတာမဟုတ်ဘဲနဲ့အချိန်တိုင်းမှာပြောအချိန်တိုင်းမှာဆုံးဖြတ်ချက်ချတဲ့နေရာတိုင်းမှာအဓိကမှတ်ထား worshipper ရဲ့အဓိကအချက်ကတခြားရာထက်ဖရားကောင်းမြတ်ခြင်းကိုပဲအမြဲတမ်းဆင်ခြင်နေတဲ့သူက true worshipper ပဲအာမင်အာမင်ဘယ်အရာတွေကသင်အုံနောက်ထဲမှာနေရာယူနေလဲအဲ့ဒါတွေအားလုံးကသင်ကိုဝိညာဉ်မျက်စိကိုပိတ်စေတဲ့အရာတွေအဲ့ဒီအရာတွေကဝိညာဉ်မျက်စိကိုပိတ်စေတဲ့အရာတွေမိမအကြောင်းသင်စဉ်းစားတာများရင်မကြခင်မှာအဲ့ဒီမိမနဲ့အိတ်ရှင်တဲ့စိတ်ဖြစ်လာလိမ့်မယ်
forget it ယောက်ျားကြောင့်စဉ်းစားအဲ့ဒီယောက်ျားနဲ့တင်စားတင်ပြီးတော့မာရင်မို့ကြောင့်ဖြစ်လာလိမ့်မယ် forget it ငွေရေးချေကြောင့်စဉ်းငါဘလို့ငွေရမလဲငါဘလို့ငွေရမလဲမချခင်မှာငွေနောက်ပါပြီးတော့တင်ပျက်စီးသွားနိုင်တယ်အဲ့ဒါတွေကအရေးမကြီးဘူးအရေးကြီးတာကယူပါယုံ divine visionပြောရအောင် divine vision hallelujah ဒီ generation divine vision နဲ့သွားတဲ့သူတွေဖြစ်ရမယ်အာမင်သင်မြင်တတ်တဲ့သူဖြစ်လာရင်မမြင်တဲ့သူတွေကသင်ကိုကဲ့ရဲ့လိမ့်မယ်ပြစ်တင်လိမ့်မယ်အနှုတ်လက္ခဏာပြောလိမ့်မယ်ဆရာနားလည်တစ်ခုပြောပြမယ်မမြင်တတ်တဲ့သူကသူ့မှာရှိတာအနှုတ်လက္ခဏာပဲရှိတယ်အခြေအနေတွေကိုတွေ့ပြီးတော့သူကြောက်လန့်နေတဲ့သူဖြစ်လိမ့်မယ် vision divine vision ရှိတဲ့သူကဘယ်အခြေအနေကိုမှမကြောက်တော့ဘူးသူတို့divine vision ရှိတဲ့သူကဘယ်မှမကြောက်တော့ဘူးဥမာအေလိရှဲသူ့တပည့်ကပြေးလာပြီးတော့ပြောတယ်သူ့ရဲ့ကျွန်တော်ဖမ်းဖို့တဲ့မြို့တစ်မြို့လုံးကိုဝိုင်းထားပြီးပြီတဲ့သူလုံးဝမကြောက်ဘူးဟုတ်လားဘယ်မှာလဲသူသွားမကြည့်ဘူးဘာဖြစ်လို့လဲအဲ့ဒီအပြင်မထွက်ခင်တည်းကသူကအခန်းထဲမှာ divine vision ရထားhallelujah ကိုရမြတ်ကိုသိရှင်းလို့ငါပညာကို၎င်းပြီးတော့ဗာပြောလဲထိုးထွင်းသောဉာဏ်ကို၎င်းပေးပါမည်အကြောင်းတန်ရှင်းသူတို့မျော်လင့်ရသောအရာကအဘယ်အရာဖြစ်သည်ကို၎င်းဟုတ်ဘူးလားမပြောဘူးလားတန်ရှင်းသူခံတော့ဟာလာဘုံစည်းစိမ်ရဲ့အမွေတော်ကအပင်ပြလောက်ကြီးသည်ကိုတော့သင်တို့သိစေခြင်းကသင်တို့ဉာဏ်မျက်စိလင်းစေဖို့ငါဆုတောင်းတယ်တဲ့ဘာမျက်စိလဲဒီမျက်စိမဟုတ်ဉာဏ်မျက်စိလူမျက်စိနဲ့မမြင်တဲ့အရာတွေသင်တို့မြင်တွေ့ရတော့မယ်နုနာနဲ့မကြားနိုင်တဲ့အရာတွေသင်ကြားတော့မယ် come on hallelujah လူတွေမစင်စားနိုင်တဲ့သင်လည်းတစ်ခါမှမစင်စားရတဲ့အရာတွေသင်ထဲမှာဘုရားဖော်ပြလိုက်ခါမှာငါဟိုတော့တလည်းမျိုးမစင်စားဘူးပေါ့ဒါပေမဲ့ငါယူပါယုံနဲ့အရန်ကြီးလာပြီနော်တင်တစ်ခါမှမစင်စားနိုင်တဲ့ project ကြီးတွေသိစီပေါ့ဖျားခင်ဖော်ပြလာလိမ့်မယ်အဲ့ချိန်မှာဟာအဲ့တော့ကြီးမလားငါဘယ်လိုလုပ်နိုင်မှာလဲတစ်ချက်ပဲနားလည်အောင်ရှင်းပြမယ်ဖျားစီကလာတဲ့ယူပါယုံအမှတ်ထားတင်းအိတ်ကတ်ထဲကပတ်စံနဲ့ဘယ်လို့မှလုံးလို့မရတဲ့ယူပါယုံပဲဟာလေလုယာတင်းအိတ်ကတ်ထဲမှာရှိတဲ့ငွေအမောက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မယ်ဖျားပေးတဲ့အရာတခုဟာဒါပေမဲ့ဖျားပေးပြီဆိုရင်မှတ်ထားရေးထားပေးပါမီဒီယာတွေFor every vision, there is a provision. Hallelujah.ဖျားပေးတဲ့ယူပါယုံရပြီဆိုရင်မှတ်ထားတော့ညီကိုမောင်မတို့မကြခင်မှာခတ်သိမ်းသောအရာတွေကအဲ့ဒီယူပါယုံပြည့်စုံစေဖို့တညီတညွတ်သေးလာပြီးတော့ပြုစုတာသင်မြင်ရတော့ Hallelujah. မကြခင်သင်မြင်တွေ့ရမယ်သင်တကယ်ကြီးအတင်းကိုလာပြီးပေးရလိမ့်မယ် hallelujah မင်းငါနဲ့စီးပွားရေးလုပ်ပါလားလာပြောလိမ့်မယ်ငါမတတ်နိုင်ဘူးဆိုမင်းတတ်နိုင်စရာမလိုဘူးအဲ့ဒီဟာတွေအားလုံးငါအကုန်ပေးပေးမယ် hallelujah ဒီ conference မစခင်မှာကျွန်တော်မိတ်ဆွေတယောက်Pastor Kevin ကျွန်တော် Dream Ministry International Canada ရဲ့ partner တယောက်ပဲသူက so သူကနေပြောဆို Pastor David I've been praying for so long to get a Tesla car I really want to drive because I spend a lot of money on gas American car are very heavy on gas. So tu car ye si boy be tu ta thong jo lo ja de ba so tu a mye na khi twa la yang we de twa jaw. Tu su taw ne phya khin Tesla. Tu chai de Tesla le zhe ya yan chi de. မဖြစ်ရှင်တော့
တရားမှာသူဆူတောင်းနေချောကလက်အယောင်တက်စလာကားလေးသူအိမ်ရှိမှာရက်နေတာကိုသူမြင်ရတယ်တင်ပါရမြင်နေရပြီလည်းမသိဘူးโอเคတော့လားဒီတိုင်းမျက်လုံးမိတ်တော့ရှောက်မမြင်နဲ့တင်းချိုင်းကိုသွားမြင်ဒုက္ခမဟုတ်ဘူးညီကောင်မောင်မလားကိုယ်ကွယ်ရှင်းထဲမှာပဲဖခင်ရဲ့စစ်မှန်တဲ့အမြင်တာတွေလာတယ်ဖော်ပြရှင်းနေရှိတယ်အဲ့လိုမြင်လဲမြင်ရော Pastor David I just give thanks to God ငါစတင်တော့ချီးတော့ချီးမွမ်းတယ်နှစ်ရက်ကြာတဲ့အခါမှာသူ့ရဲ့တငယ်ချင်းอ่ะဘာပြောညာပြောနေ Kevin ငါအိမ်ခဏလာပေးပါလားပြောတယ်သူ့အိမ်ရောက်သွားတဲ့အခါမှာကားတော့ပေးပြီးတော့ Tesla မင်းယူသွားလိုက်တော့တဲ့ Hallelujah ဘာဖြစ်လို့လဲငါအထဲမှာဖြစ်နာကြပြီဒီကားငါရဲ့ favorite ကားဒါပေမဲ့ငါဒီကားစီးတိုင်းမှာနင်းမျက်နာပဲမြင်နေတော့ငါဘလုံးမဆက်စီးလို့မရတော့အဲ့ဒါငါမင်းကိုပေးတဲ့အခါမှာငါပေးမယ်လို့ဆုံးဖြတ်ချက်ချတဲ့အခါမှာငါပျော်သွားတယ်တဲ့ယူသွားတော့တဲ့ And Mama, where's my phone? Where's my phone? Come on. Eh, chino do chiro chimwana. Chino do chiro chimwana. Be phone lam di ba kana neo. Wala jigo mon ma do. Phaya thakhin ga tin ye aikat ne alolo de phaya mo bya. Hallelujah. Tin ye aikat ne alolo de phaya mo. Di ma tu pola la. Ma no. Ma chi na me chi. Pastor Kevin. Pastor Kevin. Let the kana. Ma tu kale. Ya twa bi de. Tu tat to chi ni bi tu ayang wan myauk lo tu chwa da le. Chwa ba se. Nga de phaya pya bi so nga de mya ma kou wu de David de. Hallelujah.ပြောသူမပြောလဲဆိုတော့ဟာစောသေးလားမပြောတော့ဘာနောက်မှပြောမယ်မကြည့်ကြော်ပြပန်ကြီးကိုမောင်မတော့မဖြစ်နိုင်တဲ့အရာတွေတင်တို့တတ်တာမဖြစ်လာတော့မယ်မဖြစ်နိုင်တဲ့အရာတွေကျွန်တော်တတ်တာမဖြစ်နေတယ်အဲ့ဒီမင်္ဂလာကိုယနေ့တင်တို့ပေါ်မှာတကယ်ကြီးညာပေးပါတယ် receive it in Jesus mighty name Hallelujah. The amen of Mama Buddha Yadino Tatarima Sati, we all love you. Yes, you know, man, Hallelujah. The Jolly Mason on a Taitamu. Yes, you are the Loma Taitana to get it. Hallelujah. 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 Yoji badala. Hallelujah. Tin the kebe. Dia ya not to pit a look can you did look what of tin to pick up here limit. American City and you go on motto. Tin lower dinia sabra payakin and tin lower coro. Not on the side children. That when some mingle out, that Popiaba, Tamio Popiaba, so that Pimpia and Satan, the conference in Mapianki, my Yale, Pianis Gabio Dapolode. Hallelujah. 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 Elisha. Do you tune up your to same ones out? You know, Machakima, and no Lakana Sagari, Lule Gigi, Lapioleme. And no Lakanago, the Jarakama Machauchi. Eddie, I know Lacanadi. Nana time I know Lacanadi. Loga, you think of your word the sound there. Dame Eddie Loga tail Mowing Kema. Loga tail Mowing Kema. Eli Shegedu, Miamau told him. Miamau told him, Loga Tego Matua Kema. Miamau told him, Kurogo, Gokwe Vidoma. Mina Bami Chow. Mina Bami Chow. Die Messi. The mere messy of Pumbiva. Die, think back and name a make or Popia Biba. Suit down a come to get Popia Lime. The Mashama Solopian Biome. Hold up on Zamina Suma down on it. Think the guest suit down and think the girl Mialime. The game Mialime. The guest at the Mialime.
တကယ်စတင်မြင်ရလိမ့်မယ်တကယ်စတင်မြင်ရလိမ့်မယ်ငါဆူတောင်းရင်တော့ no တကယ်ဆူတောင်းရင်တကယ်မြင်ရတဲ့ခွင့်ဘုရားပေးကိုပေးလိမ့်မယ်အဲ့ဆူတောင်းတဲ့ခါမှာအဲ့ဒီရှေ့ဆူတောင်းတဲ့ခါမှာသူဘာမြင်လဲသိလားအဲ့ဒီရှေ့ဆူတောင်းတဲ့ခါမှာပတ်လေဝိုင်းထားတဲ့ရန်သူမြင်တာမဟုတ်ဘူးသူ့ကွယ်ကာထားတဲ့ဖယားရဲ့တတ်တော်ယူသူမြင်တာဒီဝိညာဉ်မျက်စိကလူတွေမမြင်နိုင်တဲ့အရာကို तू မြင်နေတာခဏကျန်းစာယူလာခဲ့ခဏလေးရှာပြမယ်ခဏလေးပဲ Thank you Lord မကြီးရှာပြမယ်ဒါအရင်ရေးကြည့်လို့ Thank you Lord Jesus Say thank you Jesus Good ဓမ္မရာဇဝင်စလုံးထားဆောင်ခန်းကြီး6မှာရာပါစီတီလေးခပါ Hallelujah တတ်တယ်လာဝိုင်းထားတာကို तू မသိပါဘူးအဲ့လိရှေမသိပါဘူး65မှာနတ်နတ်စောစောဖျားသခင်လူဤကျုံဒီထားပြီးပြင်တို့ထွက်သောအခါမြင်းစီသူရဲ့ယထာစီသူရဲ့ဘိုးချေတို့ဒီမြို့ကိုဝိုင်းလက်ရှိကြသည်ဖြစ်မကြီးကျွန်တော်ပြောပြမယ်တင်ခုမြင်နေရတဲ့အရာတွေအလုံးတင်ကိုဒီမျက်လုံးနဲ့မြင်နေရတဲ့အရာတွေအလုံးအမှန်မဟုတ်ဘူး Let me tell you good news. Whatever you see with your physical eyes, that's not real. That's not real. Beyond that you are seeing physical eyes, there's something special for you. There's something special for you. အခုသင်မျက်လုံးနဲ့မြင်နေရတဲ့အရာကလူတွေအတွက်တော့တကယ် reality ပဲဒါပေမဲ့ဖခင်အဲ့ဒီအရာရဲ့အလွန်မှာပြင်ဆင်ထားတဲ့အရာကလူတွေမမြင်နိုင်တဲ့အရာဆိုအခုနနှုတ်ဘတ်တော်ပြောတယ်ဖခင်ချစ်တော်သူတို့အဖို့လုံးကဖခင်ပြင်ဆင်ထားတဲ့အရာကိုလူမျက်စိနဲ့မမြင်ဆိုတာဘာကိုပြောနာလဲဒီကောင်မောင်မလို့လူမျက်စိနဲ့မမြင်ဆိုတာဒါဆိုနနဆောဖျားလူဤရှင်ဒီထားပြီးပြင်တို့ထွက်တော့ခါဘာမြင်လဲယထာစီသူရပြီးတော့ဘာမြင်လဲမြို့ကိုဝိုင်းလက်ရှိကြသည်ဖြစ်အိုးသခင်အဘယ်သို့ပြုရပါမည်နည်းမိမိသခင်အားဆိုတယ်အေလိရှေကမဆိုးရင်လည်းလို့တန်းပြောတယ်အဲ့ဒီတက်ကိုသူမြင်လို့ပြောတာမဟုတ်ပဲနဲ့အဲ့တက်ကိုသူမြင်တာမဟုတ်ပဲနဲ့အထဲမှာသူဆူတောင်းနေတဲ့အချိန်မှာအဲ့ဒီတက်ထတာ၍ကြီးမားတဲ့ဖယားရဲ့ကွယ်ကာခြင်းကိုသူမြင်ထားပြီးသားဒီမှာကြည့်ညီကိုမောင်မတို့တခုပဲပြောမယ်2026မှာသင်ဆူတောင်းခြင်းဆိုတဲ့ကိုယ်ကွယ်ခြင်းဆိုတဲ့အရာနဲ့သင်ကိုယ်သင်ဘယ်လိုခေါ်မလဲမပြင်းစင်ထားရင်ဒီစကားပြောမယ်မပြင်းစင်ထားရင်သင်မြင်မှာကအေလိရှေကျွန်းလိုပဲမြင်လိမ့်မယ်သင်ကိုဖျားမြင်စေချင်တာကအေလိရှေလိုပဲမြင်စေချင်တာဒီ2026မှာသင်မြင်မှာကအေလိရှေကျွန်းလိုမြင်မှာမဟုတ်ဘူးအေလိရှေလိုသင်မြင်မှာဟာလေလုယာလူတွေလာပြောလိုက်မယ်ဆရာဒီလိုတော့ပြဿနာဖြစ်နေပြီဆရာဘာပြောမလဲဆရာရဲ့ ministry မှာတော့ပတ်စံဒီလောက်ပဲကြံတော့တယ်ဒါပေမဲ့ကိုးကွယ်တဲ့အချိန်မှာဖခင်ဖော်ပြပြီ abundant rain shower of blessing hallelujah shower blessing ပြင်ထားရင်ဘာပြောမလဲသင်ကမစိုးရင်နဲ့အသင်းတော်ပြောရမယ်မစိုးရင်နဲ့အတင်းတော်ပဲမဟုတ်အိမ်တောင်တိုင်းမှာမကြားမှာဆိုလို့ပြောမယ်အိမ်တောင်တိုင်းမှာဖယားသခင်ရဲ့
Kanta mere. Kaunji mo. Kaunji mo. Kaunji mo. You are only melo nesa piore ashema. Sate midoma. Let the sosa come on. Didn't sit here so vale. Let the sosa more tango. Sabidoma dino miana quepia se bele. Hallelujah. Hallelujah. Tingo piakia Eli shell of music boy and drop yes in having around the chama. I guarantee you. Hallelujah. Lowa cho say chava cho pia in a payaga Eli shake to pies in hare yadati music rome. Ramasiti bushiti yakaba. Masoying Elisha masoying. Nga do banai nido to the yan do banai nido the tavi miaja di usore. Tu bolo piora inale. Tu yonji chine pionamo to me mido pionera. Dine do a mami mene yonji shine load their poetry sheet. I tell my dine dinoma bajazone. Mami mene yonji shima pione tim yene yaw sat in piora think by the dupiame. Amen. Amen. So that tu ga yandu go miena la paya piesen hare mingala miena la yandu go be mieta ne de ye myasi pwemo dine paya aloro shide de ya khakhe ri pyadana ri be mien ne de ye paya ye masa chin de ma mien tat de bu phit ne de di ka ba yi lo amu de myaw mya swa shi ma be da be edi lo amu de myaw mya swa ye beyond that God provision Payaya Masa Chingo de Mienta Popialo Roshire. It is a chinyame. Payaya Masa Chinega, they go sanctioned. Payaya Masa Chine, they go sanctioned. Mienta Dotu de Pipase. Mienta Pote Pema Miladilla. Eri Miamount or Matine Payane, Eli Shega to a chain unit a chamber. The Kuro Abime. The Kuro Abima Manatarane Eli Shelo, Miamount or Mato women and Logate Matwane, Tin Jama no Lakanaive. Tin Jama got 1 Yaibe. Tin Jama Masone Shinebe. Tin Jama Aneshadibe Shalime. Come on. Along where Aneshadi. No lacanari, a sema shine, chow you shine, yogari, palakbe java say. Eddie Atani Majakima, Payaga Amiera Tingo Chubiro. Tu piensin hare ayari o piachin de Payapide. Now, Amiera Babiole, keep God first priority. Payao number dinia balo takainale. Payaya a yin pyoda majaban at the loga de windway. Loga sakao the a yin giant. The so yin shini. Chow yin shini at the switch have all in. The Payao Mago bene. Loga de windwaji the year. I near. Think of 1 million near mo. Think of 1 million near modo. Remember. Payanate Nabatinia Tabra Gogwe Eddie had a Malaking Rega. Think of Payamaza Chini Popia Lalima Eddie Popia Chin Ya Bima in 1 meow chine the Nitigo wins out a chima. Think a share and think a Nina Luabetin on Sagala Piolime, see at the Lopin Navy, Holo Pin Navy, a thing of Gesa the Lopin Navy, Wagey at the Lopin Navy, ain't no yet the Lopin Navy, but I'll be up your. The Biome at Huashide, Masoyine, 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 Masoyine. Hello, Masoy Canale. Chino Yeshima, Goro Twane Nere, Chino Yenama, Goro Yeshi Nere, Chino Nemyetu, Goro Shall you chill Shibu, Yesoya, Chino Yeshima, Goro Twane Nere. Chino Yenama, Goro Yeshi Nere, Chino Yenama, Goro Shamla Nere. Shall you chill Shibu, Yesoya.
ကျွန်တော်ရဲ့ရှေ့မှာကိုရောတွားနေတယ်ကျွန်တော်ရဲ့နောက်မှာကိုရောပြည့်ရှိနေတယ်ကျွန်တော်နဲ့မြဲတူကိုရောရှောက်လန့်နေတယ်ရှောင်ရွံ့ခြင်းလေးမရှိဘူးအဲ့ဒီလိုမျိုးပြဿနာထဲမှာတခြင်းဆိုနိုင်ဖို့အေလိရှဲကဲ့သို့အေလိရှဲကျွန်ကဘာလို့ပြဿနာတွေမြင်လာသေးလားဟမ်အေလိရှဲလို့ဖခင်မျက်မှောက်မှာမကိုးကွယ်ပဲနဲ့မနဲ့စောစောထားတာနဲ့အလုံးများပြီးတကားတော့ဖွင့်တော့အဲ့ဒါတွေပဲစောင့်ကြုံနေတာအလုံးများပြီးတော့မှတင်နေတာတိတ်ကိုဝင်ဖို့မစင်စားနဲ့တင်ကိုစောင့်ကြုံမှာအဲ့ဒီစိုးရင်စရာပူပန်စရာကြောက်ရွံ့စရာတွေပဲစောင့်ကြုံနေလိမ့်မယ်ဒီနေ့ဆက်ဆုံးဖြတ်ချက်ချရအောင်ကိုးကွယ်ပြီးတော့ကျင့်နှံ့အောင်ဖခင်နဲ့ကိုးကွယ်မှာလောကထဲဝင်သွားလဲဝင်သွားဘယ်လိုချင်းနေပဲလာတင်ပြောမယ့်စကားထုံးမရှိတယ် This is the day that the Lord has made and I will rejoice and be glad in it ဒီအခက်ခဲတွေအားလုံးတင်လာပြောတဲ့သူတွေအားလုံးတင်ပြောလိမ့်မယ်မစိုးရင်နဲ့ဖခင်လှပဆိုအလုပ်လုပ်မယ်စောင့်ကြည့်မကြခင်အာမင်အာမင်ဘာလို့တင်ပြဿနာကိုမြင်တဲ့သူမဟုတ်ပြဿနာရဲ့ဒီဘက်တစ်ဖက်ကမှဖခင်ပြင်ဆင်ထားတဲ့မင်္ဂလာကြီးကိုတင်မြင်ပွေးနေပြီကိုယ်ကွယ်နေတဲ့သူဖြစ်ပါစေအမြဲတမ်းမျက်မှောက်တော်ကိုနေရာပေးတတ်တော်သူဖြစ်ပါစေနေတာတိတ်ကိုဖခင်နဲ့လုံးဝကျေနပ်စွာအစပြုတဲ့သူဖြစ်ပါစေအစပြုတော့ထွက်လာရင်တော့အေလိရှဲကဲ့သို့ပဲတင်မြင်တဲ့အရာတွေကပြောင်းလဲလာလိမ့်မယ်တင်းရဲ့မြင်တဲ့အရာတွေအားလုံးကယခင်ကလိုမြင်တဲ့သူတွေမဟုတ်ဘဲနဲ့ပြဿနာကိုမြင်တဲ့သူကြောက်စရာကောင်းတဲ့အရာကိုမြင်တဲ့သူပူပန်ခြင်းနဲ့အလှုပ်လက္ခဏာမြင်တဲ့သူမဟုတ်ဘဲနဲ့အဲ့ဒီကိုလုံလို့လူမျက်စိနဲ့မမြင်နားဖြင့်မကြားစိတ်နှလုံးဖြင့်မကြံစီရသေးတယ်အဲ့တဲ့ပေါ်တော့မှလေးနဲ့တဲ့အရာမကြခင်ဆရာပြောမယ်ဖခင်သခင်တင်းကိုပြပြီဆိုရင်တင်းအပြင်ဖခင်အလှုပ်လှုပ်တော့မှာ तू အလှုပ်လှုပ်ပေးမှာမဟုတ်ဘူးတင်းကိုပြပြီဆိုရင်တင်းအပြင်ဖခင်အလှုပ်လှုပ်တော့မှာဒါဆိုတော့အဲ့ဒီတက်တော်ကြီးတွေကဒီလူတွေကိုဖျက်ဆီးတာမဟုတ်ဘူးဒီရန်သူတွေကိုအဲ့ဒီဟာမြင်ပြီးဆိုရင်ငါမင်းနဲ့ဘလောက်အတူရှိလဲဆိုတော့မင်းသိလားမင်းစတင်ပြီးတော့မင်းပြောတဲ့အတိုင်းငါအတီးပြုတ်ပေးမယ်လို့ပြောတယ်ဖခင်ဖြစ်သွားပြီတင်မချလိုက်မှာဆိုလို့ပြန်ပြောမယ်တင်မြင်တတ်သွားပြီဆိုရင်တင်ပြောတဲ့အတိုင်းဖခင်အကုန်အတီးပြုတ်တယ်မကြည့်ဆရာပြမယ်ဟုတ်လားမဟုတ်လားဆိုကြည့်ကျမိုက်ကိုကြည့်တာ၍များကြသည်ဆိုလဲအိုထာဖျားဤသူသည်မြင်နိုင်မိအကြောင်းသူ၏မျက်စိကိုဖွင့်တော်မူပါဟုဆုတောင်းသည့်တိုင်ထာဖျားသည်ထိုလူ၏မျက်စိကိုဖွင့်တော်မူသည်ဖြင့်အေလိရှေပတ်လည်၌တတောင်လုံးသည်မင်းမြင်ပြည့်သည်ကိုရှုရိလူတို့သည်ရောက်လာတော့ကအေလိရှေကဆိုမာကြီးညီကိုမောင်မာကြီးတက်တော်ရဝိုင်းရံထားပြီဖခင်ရဲ့တက်တော်ရဝိုင်းရံထားပြီအဲ့ဒီဖခင်တက်တော်ကသူတို့ဘာမှလုပ်တာမဟုတ်ဘူးဒါပေမဲ့ဘာဖော်ပြလဲဆိုတော့မင်းကြောက်စရာဘာအကြောင်းမှမရှိဘူးအဲ့ဒီတက်တွေထက်ငါရဲ့ကွယ်ကာခြင်းငါရဲ့မဆာခြင်းတာဝေးကြီးတယ်တစ်ချက်ပြလိုက်ပြီဒါပေမဲ့မှတ်လားမင်းပြောတဲ့ငါဖြစ်စေမှာဖခင်ကမြင်တတ်တဲ့လူဖခင်နဲ့အဆက်အသွယ်ရှိထားပြီးတော့ဖခင်သခင်နဲ့မြင်တတ်တဲ့သူအဆက်ရှိတဲ့သူဖခင်က तू ပြောတဲ့အတိုင်းဒါဆိုဆရာနားလည်ရှင်းပြမယ်အဲ့ဒီဖခင်ရဲ့တက်တော်ကြီးကဘသူပြောတဲ့အတိုင်းလုပ်ရတယ်ထင်လို့လေမကြည့်ရှုရိလူတို့ဒီရောက်လာတော့ခအေလိရှေကအိုထရာပြဤသူတို့၏မျက်စိကိုမမြင်စေခြင်းကဒဏ်ခတ်တော်မူပါဟုဆုတောင်းသည့်တိုင်ဒဏ်ခတ်တော်မူတယ်ဒါဆိုအဲ့ဒီရန်သူတွေအားလုံးမျက်စိကံဒဏ်ခတ်ပြတာဘာလို့လဲဆိုတော့သူကိုးကွယ်တဲ့အချိန်မှာမြင်နေရတဲ့ဖခင်ရဲ့တက်တော်ကြီးပဲသူတို့လောက်တာဒါပေမဲ့ तू ပြောတဲ့အတိုင်းပဲဖခင်လောက်တော့တာ तू ပြောတဲ့အတိုင်းပဲဖခင်လောက်တော့တာ Hello ဒီကောင်မနော်ဖခင်ကတို့ကို authority ပေးထားတယ်သင်ပြောတဲ့အတိုင်း Come on သင်ပြောတဲ့အတိုင်းဥမာဆိုပါစို့သင်ကအခုယုံကြည်သူတယောက်
အတင်းတော်စပြီးတော့လှုပ်တယ်စားလှုပ်တဲ့အခါမှာပတ်လေကနေပြီးတော့မှတင်နိုးထလာရင်အဲ့ဒီအတင်းတော်ကိုပြဿနာရှာလိမ့်မယ်ဒါပေမဲ့တင်ဆူတောင်းရင်းနဲ့ဘယ်လိုလုပ်ရမလဲဆိုတဲ့ပညာဖျားဖော်ပြလာလိမ့်မယ်ဖော်ပြလာတဲ့အချိန်မှာသင်ဘက်မှာဖျားရှိတယ်ဆိုတာသင်သိသွားရင်ဆရာတို့ပြောပြမယ်သင်ကဆူတောင်းနေဥပမာကိုတော့ဒီဖျားเจ้าကိုတော့ပိတ်ဖို့လုံနေပါပြီဒါမဲ့ကိုတော့တောက်ဘာဖော်ပြရှင်တယ်ဆူတောင်းနေဖျားခင်ကယူပါယောအကြီးတစ်ခုဖော်ပြလိုက်မယ်ဖော်ပြပြီးဆိုတာနဲ့တင်းနဲ့ဖျားအတူရှိဖျားဖော်ပြတယ်မှာမှတ်တာတင်းနဲ့အတူရှိတယ်ဆိုတာပဲဖျားတတ်တယ်ထူလားโอเคဖျားတင်းနဲ့အတူရှိတယ်ဆိုတဲ့တတ်တယ်ထူပြီးဆိုရင်တင်းလုံးဝမယ့်အရာတစ်ခုပဲရှိတယ်တင်းစဆူတောင်းတော့မဖြစ်နိုင်တဲ့အရာတွေခက်ပါဘာမဖြစ်နိုင်တဲ့အရာလဲဆိုတော့ဖျားသခင်ဒီ authority ဒီနေမြေမဟုတ်ဘူးဒီဥပဒေကိုထိန်းချုပ်ထားတဲ့သူတွေရှိတယ်ကိုတော့အဲ့ဒီသူတွေကနေပြီးတော့မှပြန်လာပြီးတော့ဒီဟာကိုကိုညီလှုပ်ဆောင်ပေးတဲ့အထိပိတ်ဖို့လုံနေတဲ့ဟာကိုသူတို့ကပြန်လာဖွင့်ပေးရတဲ့အထိအဲ့ဒီအကြီးကဲတွေကကျွန်တော်အားဖြင့်ပြောင်းလဲခြင်းကောင်းကြီးဖြစ်ခြင်းရှိပါစေလို့သင်ဆုတောင်းရင်ဖခင်ကတနည်းနည်းတဖုံဖုံနဲ့အဲ့ဒီအကြီးကဲတွေထဲမှာဖခင်ခင်သင်ကိုအသုံးပြုလိမ့်မယ်ဆရာတော်ဆရာအလကားဆုတောင်းခိုင်းတာမဟုတ်ဟာလေလုယာမတ်တာဖခင်ခင်ယုံကြည်သူတွေဘာနဲ့နိုင်ထားလဲတဈေးနဲ့နိုင်ထားတယ်တဈေးကမုံညက်နဲ့ဆိုရင်ဘယ်သူကပိုကြီးလဲလောကသားတွေကအမြဲတမ်းတို့ယုံကြည်သူတွေများလေရှိတယ်ပြဿနာမရှိဘူးဒါမဲ့တဈေးနဲ့မုံညက်ကတကယ်ဘယ်သူကနိုင်လဲတဈေးရပဲနိုင်သွားတယ်မုံညက်တစ်ခုလုံးဖောင်းကြွသွားစေတာတဈေးနည်းနည်းလေးပဲဒါမဲ့မုံညက်ကိုဖောင်းသွားနိုင်တယ်ဆိုတော့ဖယားကတော့ဘာပြောလဲဖယားကနိုင်ငံတော်ဘာနဲ့တူလဲတဈေးနဲ့တူတယ်ဘာပြောတာညီကောင်မောင်မတို့တရားအနေငယ်ဆိုမှထင်မသေးနဲ့မမြင်ရတဲ့နေပင်မှာဟာလေလုယာသင်ဘက်မှာရှိတဲ့ဖယားလောကဘက်မှာရှိတဲ့တာ၍များတဲ့ခွင့်ကိုဖယားပြင်ဆင်ထားပြီးသားအာမင်ဆိုတော့တင်ကြောက်စရာမလိုတင်စတင်ပြီးတော့ဆူတောင်းတာနဲ့ Come on တင်မချမ်းမဆိုလို့ပြင်မဲ့တင်စတင်ဆူတောင်းတာနဲ့တခုပဲရေးကြည့်တာတခုပဲရေးကြည့်တာတခုပဲရေးကြည့်တယ်နိုင်ငံကောင်းကြီးပေးတဲ့သူဖြစ်ရမယ် Come on ကျွန်တော်ဒီထိုင်းနိုင်ငံကျွန်တော်အဖြစ်ကောင်းကြီးဖြစ်ရမယ်မြန်မာပြည်တင်တော့အဖြစ်ကောင်းကြီးဖြစ်ရမယ်ကျွန်တော်အတန်ကောင်းအောင်မကြောက်မြန်မာပြည်တင်တော့အဖြစ်ကောင်းကြီးဖြစ်ရမယ်မြန်မာပြည်တင်တော့အဖြစ်တိုးတက်တဲ့နိုင်ငံဖြစ်လာမယ်မြန်မာပြည်တင်တော့အဖြစ်ကြီးပွားတဲ့နိုင်ငံဖြစ်လာမယ်မြန်မာပြည်တင်တော့အဖြစ်ကြီးပွားရေးမှာအောင်မြင်တဲ့နိုင်ငံဖြစ်လာရမယ်ယုံကြည်ပါသလားကျွန်တော်ဆုတောင်းထားတယ်မဖြစ်နိုင်တဲ့အရာဘာလဲသိလားကျွန်တော်မြင်ထားပြီးသားမဟုတ်လို့မြန်မာပြည်စင်ကာပူနိုင်ငံကဲ့သို့ဖြစ်လာမယ်ဆိုကျွန်တော်မြင်ထားပြီးသားအဲ့ဒီမှာယုံကြည်သူတွေမြောက်များစွာ business mountain မှာနေရာယူနေရမယ်government mountain မှာနေရာယူနေရမယ်အာမင် Arts and Entertainment Mountain မှာနေရာယူနေရမယ်မြင်နိုင်ပါပြီကြောင့်ဝိညာဉ်မျက်စိကိုဖွင့်ပါလို့သာဆုတောင်းပေးပါတယ်ကိုတော့ Hallelujah ဆုတောင်းပေးပါတယ်အေလိရှဲကျွန်ကဲ့သို့မြင်နေတဲ့ဒီနေ့ဆုတောင်းလိုက်အဲ့ဒီကျွန်မျက်လုံးကျွန်တော်ဆရာထုတ်ပေးပါအေလိရှဲကဲ့သို့မြင်တတ်တဲ့မျက်စိကိုထည့်ပေးပါအာမင်အားလုံးလက်နှစ်ဖက်ကိုစတင်လို့ဆုတောင်းရအောင်အေလိရှဲကဲ့သို့မြင်နေအောင်အေလိရှဲကဲ့သို့ပြဿနာမြင်တာမဟုတ်ပြဿနာရဲ့တစ်ဖက်မှာဖျားပြင်ဆင်ထားတဲ့မာစာချင်းတွေကိုမြင်တဲ့သူဖြစ်ရမယ်